အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစီပဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1368ခုနရောလာဇန်9ရက်2006ခုနှစ်17လပိုင်း26ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနဖားကန့်မြို့နယ်လုံခင်းကြီးရွာအမေရိကယာမပရိယတ္တိစာသင်တိုက်တော်ကြီးအတွင်ရှိလောကပါဠဓမ္မဗိမာန်တော်ကြီး၌အမေရိကယာမကျောင်းတိုင်းဆရာတော်ဘုရားကြီးနှင့်တကွဖားကန့်မြို့နယ်ဂောစကံအတွင်တရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍ဖားကန့်ကျောက်ဝိုင်းမိသားစုနှင့်မြို့နယ်သူနယ်သားအပေါင်းအားလုံးတို့နှင့်တကွလုံခင်းကြီးရွာဥက္ကဋ္ဌဦးနေမျိုးစော်တို့ဦးနေမျိုးစော်နှင့်အတူရွာသူရွာသားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောဓမ္မဘူဇနိယအခါကာလတရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်သန္တရာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သိရမှန်ကမကြံရအောင်လုံးဝဆုံးလင်းအကုန်အစင်သိမြင်တော်မူသောသဗ္ဗညုတဉာဏ်တော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့တိုင်အတွန်းရှိတည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃာသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိပေလမ်းတသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆတ်သောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းပေါင်းတို့လည်းမိမိတို့နာယူဝတ္တသိရှိရသောအရိယသစ္စာဓမ္မတွေကို
မမေ့မလျော့မပေါ်ဆသောသတိတရားမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်အရိမဥခင်ဉာဏ်ဥအောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲအားလုံးအသေးမဥခင်ဘာဥကအသေးမဥခင်ဒါကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ထူးခြားတဲ့ဩဝါဒဒီအပြင်မာဒန်တစ်ခုလို့ဒီလိုမှတ်ရအသေးမဥခင်ဉာဏ်ဥကိုဘာလို့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးကအရေးတကြီးမှာရတယ်လေသူတရားတိတ်ခွေတွေမှာပြန်စစ်ကြည့်ဒီစကလုံးဟာကြိမ်ပေါင်းများစွာတတိပေးခဲ့အဲ့တော့အသေးမဥခင်ဘာဖြစ်လို့ဉာဏ်ဥရမလဲပြီးရင်ခင်ဗျားတို့ဘယ်လိုဖြေမလဲဉာဏ်ဥဖို့ကလိုသလားဘာဖြစ်လို့လိုတာလဲဦးဇင်းတို့ဘုရားရဲ့အဆုံးအမထဲမှာကြားဦးထားတာရှိတယ်အတ္တဟိအတ္တနောနာထောဘု து ကိုဘု து အာကိုကိုဆိုတော့ကိုလို့ပြောတော့ဒီကိုဆိုတဲ့ဟောဒီခန္ဓာကြီးကိုအာကိုလို့ပြောတာလားဒီယုတ်ကြီးကိုအာကိုခိုင်းတာလားဒါဖြင့်ဒီနံကိုအာကိုခိုင်းတာလားဒါဖြင့်ဘာအာကိုခိုင်းတာအဲ့ဒီမှာရှိပေါ်လာတယ်အတ္တဟိအတ္တနောနာထောဘုရားပြောခဲ့တဲ့စကားတက်ရိပ်ဘာသာပြန်ရင်တော့ကိုယ်ဘာသာအယူဆနဲ့ပေါ့လေဒါကလည်းအယူဆလို့ပြောတာပါအဲ့တော့စာရိပေတွေမှာရှိတယ်ပါဠိတစ်ချက်အနက်10တွေဆိုတော့ပါဠိကအနက်တွေများလွန်းလို့10မျိုးလောက်ပြန်လို့ရတယ်ဒီလိုလားဆိုတော့မဟုတ်ပါဘူးပါဠိတော်စကားလုံးရဲ့အနက်အဓိပ္ပာယ်ကသူပြောရင်းအဓိပ္ပာယ်ကတော့တစ်မျိုးပါပဲသို့တော့နားလည်အောင်မိမိတို့ဘာသာအလိုက်ဘာသာပြန်ကြတဲ့အခါမှာတတ္တဝါတွေနားလည်အောင်ကိုယ်လူမျိုးတွေနားလည်အောင်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအမျိုးမျိုးပြုပြင်ပြောင်းလဲပြီးဆိုရတော့အနက်10တွေဖြစ်သွားတယ်အဲ့ဒီမှာအဲ့ဒီအနက်10တွေကိုကိုယူခြင်းသလိုယူကိုကောက်ခြင်းသလိုကောက်ပြီးကိုကြိုက်သလိုလှုပ်လိုက်ရင်အမှန်ဖြစ်မလားမဖြစ်နိုင်ဘုရားကခန္ဓာပေါ်မှာသူကချီးမွမ်းတဲ့တရားဟောတာလားခန္ဓာရဲ့အပြစ်တွေဟောတာဘယ်သူကဟောတာဘုရားကခန္ဓာရဲ့ဘာဟောလဲဘာဖြစ်လို့အပြစ်တွေဟောတာလဲတယောက်နှစ်ယောက်ကလေးပဲအမှန်ဖြေတန်ကြားရတယ်ခုနညံမှာလဲတယောက်ဖြေတန်ကြားတယ်မကြားလို့မဟုတ်ဘူးကြားတယ်သို့တော့အများကိုငဲ့ပြီးတော့ပြောနေရလို့ပြန်ပြောရတာဆရာတော်ဘုရားကြီးကလည်းမိတ်ရှိလိုက်မင်းပြောเสียရှိတာလွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်းသာပြောကွာတဲ့ငါတက္ကဒကမတွေကတော်တော်လိုသေးတယ်နော်အခုလည်းမေးကြည့်တာလိုသေးတယ်လို့ပဲပြောရမှာပဲအဲ့တော့လုံးခင်းမှလိုတာလားဆိုတော့မဟုတ်ပါဘူးမြန်မာတနိုင်ငံလုံးလိုတာမေးကြည့်လိုက်စကလုံးတစ်လုံးကိုသုံးနေတယ်ဘာအဓိပ္ပာယ်လဲမေးမသိတဲ့လူကများတယ်ဘာကြောင့်လဲမေးမသိတဲ့လူကများဒါတော်ကောင်းတို့ဦးဇင်းတို့ရဲ့ဘဝအဲ့ဒါလို့မသိတာများနေရဲ့အဓိပ္ပာယ်ရှိပါမလားလူဖြစ်ကျိုးနှပ်ပါမလားအေးအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးခန္ဓာရဲ့အပြစ်ဟောရတာကခန္ဓာမှာကောင်းခွဲကိုမရှိလို့အပြစ်ကြီးဟောရတာဟုတ်ပြီနော်တော့အပြစ်ကိုဘာလို့များများပြရသလဲဆိုတော့ခမည်းတော်ကျွတ်တို့ကတသံတရားလုံးဟောဒီခန္ဓာအပေါ်မှာตาရသလားမตาရဘူးလားရောက်ရဘဝရောက်ရခန္ဓာကိုဘာဖြစ်လဲခွေးရလဲခွေးဘဝကိုနတ်ကလည်းနတ်ဘဝကိုနွားကလည်းနွားဘဝကိုနွားတွေသွားမေးသေးခြင်းသလားဆိုရင်မသေးခြင်းဘူးခမည်းတော်ကျွတ်တို့ရောဘာဖြစ်နေတာလဲတကယ်တော့ตาရစရာကြီးလားနှိမ့်ဆက်နေတဲ့ခန္ဓာလားဒုက္ခသပိလနာထောကိညာပုဂ္ဂိုလ်ခင်ညာပုဂ္ဂိုလ်ကိုညာတာမဖက်
အမြဲနှိပ်စက်တတ်တဲ့သဘောခန္ဓာဆိုတာနှိပ်စက်တယ်ခန္ဓာဆိုတာဘာဖြစ်လဲခုမွေးလာကြတဲ့ခင်ဗျားတို့ဒီခန္ဓာအကျိုးခံစားနေရတာလားခန္ဓာကိုပြုစုနေရတာလားအမေနှုတ်ကြတောက်ရတဲ့အချိန်ကစပြီးတော့တခါတည်းကျင်ကြီးကျင်ငယ်အလိမ့်လိမ့်နဲ့ပြုစုလာလိုက်ရတာဒီနေ့ဒီချိန်မပြုစုရတဲ့ပုဂ္ဂိုလ်ဘယ်ချိန်ထိပြုစုရမှာဒီခန္ဓာတော့သေတဲ့အထိပဲသေပြီးရင်နောက်တစ်ခန္ဓာရရင်နောက်ခန္ဓာအတွက်ဆက်ပြီးပါလို့အောင်ဂိုင်းကြည်သာပြုစုတာပြုစုရတဲ့သူကငါတို့အတွက်ကောင်းကျိုးနုပြိုလန်းဆန်းအာအင်ပြည့်ဖြိုးလာတာလားအိုမင်းရင့်ရော်လာတာလားကဲကြွေးကြိုးမွေးကြိုးနိုင်ရလားဒါဖြင့်ဒီခန္ဓာဆိုတာဒီချမ်းသာပေးတာလားဆင်းရဲပေးတာလားပိလနထနှိပ်စက်တတ်တဲ့သဘောဟုတ်ပြီနော်သင်္ကတတပြုပြင်နေရတဲ့သဘောဘာလို့နေရလဲခန္ဓာကြီးကအမြဲတမ်းဘာဖြစ်နေလဲပြုပြင်နေရတယ်တန်တာပဋ္ဌလောင်မြိုက်ချင်းခံရတဲ့သဘောဘာလဲလဲကိလေသာမိဒုက္ခမိတို့ဤညီညီတောက်လောင်အမြဲခံနေရသောအ내သဘောသည်၎င်းဟောခန္ဓာကြီးကဇာတိဇရာဗျာတိမရဏမိတွေလောင်မနေဘူးလားကိုစမ်းကြည့်ဘလောက်ရာသီဥတုအေးနေကိုခန္ဓာကိုယ်လေးကဘာဖြစ်တော့ဦးနေတယ်အဲ့ဒါလောင်နေတာအဲ့ဒီအပူမီးကြောင့်တရက်တရက်ပြိုလာသလားအိုလာသလားအိုပြီးရင်နာမယ်နာပြီးရင်ဒီမီးရပဲလောင်သွားတာပဲရှင်းတယ်နော်ဒါရလားဆိုတော့တနေ့ပြန်ကြည့်လိုက်တော့လေတောကမီးတွေရောမလောင်လားပရိဒေဝမီးတွေရောလောဘဒေါသမောဟမီးတွေရောဩဒါဖြင့်ဒါဒီခန္ဓာကြီးကဘာဖြစ်နေတဲ့ခန္ဓာလဲလောင်မြိုက်နေတဲ့ခန္ဓာမီးလောင်နေတဲ့ခန္ဓာဘာဖြစ်နေလဲရှင်းသလားတနေ့အိုးသွားကြလာကြလုံခင်းကလူကဖားကန်သွားဖားကန်ကလူကလုံခင်းလာဟိုးဗါလဲစိတ်မူသွားလို့သွားဘာလို့ကြလို့ဆိုတော့ဒါလောဘမီးလောင်လို့ပတ်ပြေးနေကြတာဘောပါလားမီးလောင်ပြင်းကြီးထဲမှာဟုတ်ဗျာခင်ဗျားတို့ကျင်တတ်သလားဘယ်ထဲမှာဗာမီးတွေလောင်တယ်လောဘမီးဒေါသမီးမောဟမီးသောကပရိဒေဝဒုက္ခဒေါမနတမီးတွေမလောင်လားအေးအဲ့ဒါအခုခင်ဗျားတို့ဒါမီးလောင်ပြင်းတွေကခဏယုံထွက်လာတာတရားပွဲဆိုတာမီးလောင်တဲ့နေရာလားမီးငိမ့်တဲ့နေရာလားအေးလုံခင်းရွာတဲ့ဒီမှာဝင်လာတဲ့ခါကျတော့အိုးလမ်းမပေါ်လူတွေများလိုက်တာလူတော်စီးတယ်နော်ဆိုစီးတယ်ဒါပေမဲ့ဓမ္မယုံနဲ့ရောက်လာတော့အပြင်ကလူလောင်မရှိအဲ့လိုပြန်ကြည့်လိုက်တော့ဩမီးလောင်ခြင်းတဲ့လူနဲ့မီးငိမ့်ခြင်းတဲ့လူဘယ်တင်းကများနေလို့ရှင်းတတ်ကြလားအခုခင်ဗျားတို့ခန္ဓာဘာဖြစ်ခံနေရတော့ကဲအဲ့ဒါသိတဲ့ဘဝမှာငြိမ်းတတန်တရားလုံးကလောင်လို့လောင်နေမှန်းကိုမသိတာပါခေါ်လဲဟောအဲ့ဒီကစတာပဲတို့တန်တရားကဘယ်ကစလဲသိသလားမသိဘူးလားဘသူအကြောင်းမသိတာတော့ခန္ဓာအကြောင်းရှင်းပြောရင်ကိုယ်အကြောင်းကိုရှင်းတတ်ကြလားတဏ္ဍပဋ္ဌပြီးတော့ဝိပရိနမထဆိုတာငကိုခန့်ခိုင်မတည်နိုင်ပဲအမြဲရိမ့်ရိုင်ပြိုကွဲပြက်စီးနေတဲ့သဘောတဲ့ဆိုတော့ဒုက္ခန္ဓာကြီးကငကိုကလေးကရင်ခိုင်ခန့်ခြင်းအမေဝမ်းကောင်းကလေးကကျွတ်လာကလေးကရင်တဖြည်းဖြည်းတိုးတက်လာတာလားပြက်စီးလာတာနုပြိုနေတဲ့လန်းဆန်းနေတဲ့နုနေတဲ့ရုပ်ကလေးတွေကတဖြည်းဖြည်းရင့်လာတယ်ဆိုတာဘာဖြစ်တော့အိုးရာပဲရှင်းသလားဒါဖြင့်ဒီထဲမှာမအိုသေးတဲ့လူဒါမှမဟုတ်အိုရာကမနေ့ကပြောခဲ့တယ်နော်မနေ့ကဗာတရားဟောခဲ့တော့နောက်မကြစီနဲ့ဘာဖြစ်တယ်အိုရာကနာရာမရောက်ခင်အိယာဖျာကမလဲခင်လောက်ကြမပြောခဲ့ဘူးလားအဲ့တော့ဟောဒီခန္ဓာအကြောင်းကိုသိတဲ့ပုဂ္ဂိုလ်ဟာခန္ဓာအပေါ်မှာခင်အောင်မလားမခင်ရင်သမုဒိယသစ္စာလားမလားသမုဒိယသစ္စာမလားရင်ဒုက္ခရအောင်မလားတန်တရားတစ်ခွင်မှာတို့သမုဒိယလှုပ်လို့သမုဒိယအလုတ်သမားသမုဒိယလှုပ်လို့ဘာဖြစ်တော့သမုဒိယသာကင်းရင်ဒုက္ခရှင်းမရှင်းအဲ့တော့သမုဒိယကင်းဖို့ဆိုတာလဲဘာရှိမှကင်းမှာဉာဏ်ရှိမှဆိုတော့
ဉာဏ်ကလည်းဒီဘသူအကြောင်းသိရမှာတော့မေးခန္ဓာအကြောင်းတကယ်အရင်ကခင်တွယ်နေတာဘသူခန္ဓာတော့ကိုယ်ခန္ဓာကိုခင်တွယ်နေတာအဲ့ဒီခင်တွယ်ရာကစတာပဲငါရှိတော့ငါသားသမီးလည်းရှိလာတယ်ငါရှိတော့ငါဥစ္စာလည်းဟောအဲ့တော့ငါဥစ္စာထင်ပြီးတော့ပိုင်လိုက်မယ်ထင်ပြီးလိုက်ရှာဖွေပြီးတော့မနေကြဘူးလားဒါမို့လောကမှာခင်ဗျားတို့ကျုပ်တို့ယက်တည်နေကြတာတဲ့လောကကြီးကိုဖွဲ့စည်းထားတာတရား2ပါးပဲရှိတယ်တရားဘယ်နှပါးဘာနဲ့ပါလဲဆိုတော့အဘိဇ္ဇာနဲ့ပြာပါဒတောင်းတခြင်းနဲ့ကြောင်းကြခြင်းပြန်ပြောကဲဦးဇင်းတို့တော်ကောင်းတို့မိသားစုတွေယက်တည်နေတာဘာနဲ့ပါတော့တောင်းတခြင်းနဲ့ကြောင်းကြခြင်းလုံခင်ကြီးရွာကြီးယက်တည်နေတာဖားကံမြို့နယ်ကြီးယက်တည်နေတာကြားပါတယ်ဗျာတကဘာလုံးယက်တည်နေတာရှင်းသလားဒါလေးနဲ့မျောတလင့်လင့်နဲ့အလုံးလုံးနေကြတာပဲဟုတ်ပြီနော်ကဲဒါဖြင့်ခင်ဗျားတို့ဘာဖြစ်လို့တောင်းတနေတာလဲဒါပဲပေါ့လိုချင်တယ်ဆိုတာဘယ်သူရမယ်ထင်လို့လဲကိုရမယ်ထင်လို့ဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လို့တောင်းတတာလဲလို့မေးရင်ပိုင်မယ်ထင်လို့တောင်းတတာရှင်းသလားဘာဖြစ်လို့တောင်းတတာပိုင်မယ်ထင်လို့တောင်းတတာကြောင်းကြမှုရောမရှိဘူးလားမရှိတော့တောင်းတတယ်ကြိုင်ခင်ဗျားတို့ဟာမရှိတော့ရှိအောင်ရှားရတယ်ရှိပြီးတော့ဘာလို့လဲဆိုတော့မရှိတောင်းတဘယ်ဟာကောင်းလို့ဘယ်ဟာမှမကောင်းတော့စွန့်နိုင်သလားဆိုတော့ကြိုင်ဘယ်လိုကြဟမ်ဘာလို့မစွန့်နိုင်တာလဲဉာဏ်ကိုမရှိလို့ဘာဖြစ်လဲရှင်းသလားကိုယ်ကိုဒီလောက်နှိမ့်ဆက်နေတဲ့ခန္ဓာကိုစွန့်နိုင်သလားဆိုတော့မစွန့်နိုင်ဘူးတရားလေး15မိနစ်ထိုင်တာတော့တွန့်နေတယ်သဘောပါသလားဟိဘာမရှိတာလဲဉာဏ်ဆိုတာဘာလဲအဲ့ဒါလဲတနိုင်ငံလုံးမသိဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှဘာသာပြန်မပေးခဲ့ဘူးဦးဇင်းတို့ရှာဖွေကြည့်ပြီးဒါလေးစာအုပ်ရေးနေတာအခုထုတ်ဖို့ကအလေးမသိသေးလို့ပေါ့အဲ့တော့ဉာဏ်นี่အမြင်နာမအမျိုးစုံရှိတယ်သင်္ခတုပ္ပတ္တိဉာဏ်ဟာတဉာဏ်ဇဝနဉာဏ်ကနေစပြီးတော့ဝိပဿနာဉာဏ်นี่သမသနာဥဒယဝယဘင်္ဂအာရိနဝနိဗ္ဗိဏဉာဏ်နာမည်တွေကိုတပုံကြီးပဲဒါပေမဲ့ဉာဏ်ဆိုတဲ့စကားလုံးတစ်လုံးကိုဘာသာပြန်ထားတာဘယ်မှမရှိဘူးအဲ့တော့ဦးဇင်းကဘာလို့ရလဲဉာဏ်ဆိုတာဘာမှမသိပဲနဲ့ငါကဘာရအောင်လုပ်ရမလဲဒါစဉ်းစားခဲ့အဲ့တော့အဲ့ဒီစကားလုံးတွေအားလုံးကိုအကျုံးဝင်တဲ့အဓိပ္ပာယ်တစ်ခုပေါ်ကြည့်လိုက်တဲ့ခါကျတော့ဉာဏ်ဆိုတာတစ်အကောင်အဆိုးတစ်ကဘာလဲနှစ်ကအကြောင်းအကျိုးသုံးကအမှားအမှန်အကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိတာဉာဏ်မှတ်ထားဉာဏ်ဆိုတာဘာခေါ်လဲအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိတာဉာဏ်ဒါများသွားမှဆိုလို့ဒီတိုင်းလေးထားတာနောက်တစ်ချက်ကြံသေးတယ်ဆင်းရဲချမ်းသာဒါပေမဲ့ဒါကနောက်ပိုင်းသစ္စာဆိုင်ရင်ပြီးသွားလိမ့်မယ်အဲ့တော့ဉာဏ်ဆိုတာအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားသိတာဉာဏ်လို့ဆိုတော့ဉာဏ်ရှိအောင်ဘယ်လိုလုပ်မလဲအကောင်အဆိုးခွဲခြားနိုင်အောင်လုပ်ရမယ်ဟုတ်ပြီနော်အဲ့တော့အကောင်အဆိုးဆိုတော့ကုသိုလ်နဲ့အကုသိုလ်ကုသိုလ်ဆိုတာဘာလဲလုံးပြန်ပြီလုံးခင်းနော်ဟုတ်အဲ့လိုလေးတော့နည်းနည်းတော့လောက်ကြအောင်ဖားကံမြို့နယ်ဒီနေ့နောက်ဆုံးပွဲနော်ဖားကံမြို့နယ်မှာဦးဇင်းတို့ဒီနေ့ကြောက်ဝိုင်းမိသားစုနဲ့မြို့နယ်သူမြို့နယ်သားများရဲ့တောင်းပန်လျှောက်ထားချက်အရာဒီမှာလာခဲ့တာဒီနေ့တရားပွဲနောက်ဆုံးပဲဒီ17ရက်ပြီးရင်ဦးဇင်းတို့ပြန်ရမယ်အဲ့တော့နောက်ဆုံးနေ့မို့လို့အရေးကြီးတာလေးတွေကိုပြန်ကောက်ပေးနေတာအဲ့တော့ကောင်းမှုမကောင်းမှုအကောင်းနဲ့အဆိုးဆိုတာအကောင်းဆိုတာပါဠိလိုပြောရင်ကုသိုလ်မြန်မာလိုပြောရင်ကောင်းမှုပဲအဲ့ဒါအဓိပ္ပာယ်မပါသေးဘူးဘာသာပြန်တယ်
အဲ့တော့အဓိပ္ပာယ်ပြောရရင်ကောင်းမှုဆိုတာလောဘဒေါသမောဟမပါတဲ့အလုပ်ဟာကောင်းမှုပြန်ပြောအဲ့ဒါကုသိုလ်ပဲကောင်းမှုဆိုတာကုသိုလ်ကုသိုလ်ဆိုတာကောင်းမှုပဲဟုတ်ပြီနော်ဘာမပါတဲ့အလုပ်လောဘဒေါသမောဟမပါတဲ့အလုပ်ဘယ်နှမျိုးတော့ဘာလဲလဲကာယကံဝစီကံမနောကံအေးလို့ထင်တယ်နည်းနည်းထုံထုံထိုင်းထိုင်းဖြစ်လူတွေမဟုတ်ဘူးစက်ကပါထုံကျင်းနေပြီကအော်မှရတော့တာနော်အဲ့တော့လောဘဒေါသမောဟမပါတဲ့အလုပ်ဘယ်နှမျိုးလဲဘာလဲလဲကာယကံဝစီကံမနောကံမှတ်မိပြီနော်ဒါဖြင့်လောဘဒေါသမောဟပါတဲ့အလုပ်ဆိုရင်အကုသိုလ်မကောင်းမှုဖြစ်မယ်အဲ့ဒါအကောင်းဆိုးဝေဖန်တယ်နောက်တစ်ခုကအကြောင်းနဲ့အကျိုးနောက်တစ်ခုကဘာလဲအကြောင်းနဲ့အကျိုးဆိုတော့တို့မှာဒီဘဝဒီခန္ဓာကြီးရလာကြတဲ့ကရင်စားဝတ်နေရေးဖြည့်ရှင်းပြီးတော့မနေရဘူးလားအဲ့တော့စားရေးဝတ်ရေးနေရေးအတွက်ဥစ္စာဒနာမလိုဘူးလားကျမ်းမာရေးကောင်းဖို့မလိုဘူးလားအန္တရာယ်ကင်းဘေးရှင်းဖို့မလိုဘူးလားဟုတ်ပြီနောက်စိတ်ချမ်းသာကိုယ်ချမ်းသာရှိဖို့အဲ့မှာအပိုင်း၃ပိုင်းရှိတယ်ဥစ္စာဒနာယာသူဂုံသိမ်ပြည့်စုံမှုကတစ်ပိုင်းနောက်ကျမ်းမာနဲ့အန္တရာယ်ကင်းဘေးရှင်းမှုကတစ်ပိုင်းဟုတ်ပြီနော်နောက်ကိုယ်ချမ်းသာစိတ်ချမ်းသာနေနိုင်ဖို့ကတစ်ပိုင်းအပိုင်းဘယ်နှပိုင်းတို့သုံးသားမှာတစ်သက်လုံးတို့လုပ်နေတာဒီကိစ္စ3ရက်အတွက်လုပ်နေတာဟုတ်ပြီနော်သို့တော့လောက်တာလုပ်နေကြတာဒီလိုရည်ရွယ်ချက်ရှိသလားဆိုရှိပါဘူးလှုပ်ရိုးလှုပ်စင်မို့လို့ရမ်းလှုပ်နေတာရှင်းသလားဟိကြည်ရောကျင်တတ်သလားဘယ်သူမှသတ်မှတ်ချက်မထားဘူးဥစ္စာဒနာအတွက်လည်းမစင်စားပါဘူးရှားတာရှားနေတာရရင်သုံးမယ်ဖြုံးမယ်ကျမ်းမာရေးအတွက်ကောနေကောင်းလုပ်မယ်မကောင်းလို့မကောင်းသလိုနေလိုက်ဟုတ်ကဲ့လားဥစ္စာဒနာမှာလည်းအကြောင်းရှိတယ်လောကမှာဥစ္စာဒနာပြည့်စုံသူရှိသလိုမပြည့်စုံသူလည်းရှိတယ်ပေါ်များသူရှိသလိုရှားပါသူလည်းရှိတယ်လောကမှာယာတုဂုံသိမ်ပြည့်စုံတဲ့လူရှိသလိုယာတုဂုံသိမ်မရှိတဲ့လူလည်းရှိတယ်အမျိုးမျိုးကွဲပြားပြီးမနေဘူးလားအဲ့တော့အဲ့ဒီဥစ္စာဒနာယာတုဂုံသိမ်ရှိခြင်းမရှိခြင်းရဲ့အကြောင်းရင်းပါလဲလို့ဆိုရင်ဒါအများကြီးဟောထားပြီးသားတရားတိတ်ခွေတွေလည်းဖြန့်ထားပြီးသားမလို့တိလောက်တယ်ထင်လို့ရှက်ပြေးပြီးတော့နောက်မှတရားပိတ်မလို့ကြံတာသို့တော့အကုန်လုံးကထုံးခံနေတယ်နော်ဒီလိုဉာဏ်မျိုးနဲ့တော့လူဖြစ်ကျိုးနှက်ဖို့မမြင်ဘူးနော်အဲ့တော့မှတ်ထားဥစ္စာပစ္စည်းပြည့်စုံခြင်းမပြည့်စုံခြင်းယာရုဂုံသိမ်ရခြင်းမရခြင်းရဲ့အကြောင်းရင်းဟာဒါနဥစ္စာပစ္စည်းပြည့်စုံခြင်းမပြည့်စုံခြင်းရဲ့အကြောင်းရင်းဟာမှတ်ထားနော်ပစ္စည်းဥစ္စာရှာဖွေလို့ရတယ်မရဘူးဆိုတာဘယ်အကြောင်းပေါ်မှာမူတည်လဲဒါနမျိုးစိတ်အောင်ခဲ့ရင်ပစ္စည်းဥစ္စာပေါ်များမယ်ဒါနမျိုးစိတ်မအောင်ခဲ့ရင်ပစ္စည်းဥစ္စာရှားပါမယ်ဘယ်တင်းမှသွားမမေးနဲ့ဘယ်သူမှမအောင်ဖော်နိုင်ဘူးဘုရားပြောထားတယ်မင်းဒါနမျိုးစိတ်ရှိရင်ဥစ္စာရှာလို့ရမယ်ဒါနမျိုးစိတ်မရှိရင်ဥစ္စာရှာလို့မရဘူးဖြတ်ချင်တဲ့လောက်ဖြတ်တိုင်းရှုပ်ရှင်းသလားခေါင်းလို့လည်းမရလောင်းလို့လည်းမရကြည်နေတယ်နော်ဘာမရှိလို့လဲဒါနမျိုးစိတ်မရှိလို့အဲ့တော့ဘယ်သူတွေဖြတ်လိုက်တာတောင်းကြောက်ကလေးဝယ်လို့တာသိန်းများစွာရသွားတယ်ဒီလိုများငါတို့ရမလားဆိုတော့ကိုယ်ဒါနမျိုးစိတ်ရှိမှရမှာဒါနမျိုးစိတ်မရှိရင်ဦးဇင်းတို့မိုးကုတ်မြို့မှာကောအခုဖားကတ်မြို့မှာကောတာရကတွေအများကြီးရှိတယ်မိုးကုတ်မှာဘာတစ်ခုမှမလုပ်ရဘဲနဲ့အလိုလိုချမ်းသာသွားတာတွေတပုံကြီးရှင်းတယ်နော်အဲ့ဒါအလိုလိုချမ်းသာသွားတာလားသူဒါနမျိုးစိတ်အောင်ခဲ့လို့လားပတ်စံသုံးလေငွေဝင်လေတဲ့ဒါကြီးဦးမြမောင်ဆိုတာတယောက်ရှိတယ်မိုးကုတ်မှာနာမည်ကြီး
သူကဟိုးမူးခစ်ပဲခစ်ကြရသူ့အမေကတနေ့ကိုမုံဘိုး1000ပေးတယ်အဲ့ဒါကိုအောင်သုံးတယ်သူပတ်စံသုံးလေနောက်ကဝင်လေပဲတဲ့ကဲဘာအောင်ခဲ့လားရှင်းတယ်နော်ကဲဥစ္စာပစ္စည်းနဲ့ပတ်သက်လိုက်အကြောင်းရင်းပါလဲဒါနဒါမို့စီးပွားရှာမကောင်းရင်ငါအလှဒါနဘာလို့အောင်မလဲကြံထားအိမ်ရှိရေဦးစင်တည်ရမလားဟုတ်ပြီနော်ဘာမှမတတ်နိုင်ရင်ဖြိုချင်းတုတ်ကလေးဝယ်ပြီးတော့မှကလေးတွေဝေးလိုက်အဲ့ဒါအယောင်းဝယ်မကောင်းရင်မှတ်ထားအဲ့ဒါရေတရားပဲသဘောပါသလားဟဲ့အဲ့တော့ဥစ္စာပစ္စည်းကဘာနဲ့မှရတယ်ဒါနမျိုးစိအောင်မှရတယ်အဲ့တော့ပစ္စည်းဥစ္စာပေါ်များခြင်းရင်ဘာများများလို့อ่ะရှင်းတတ်သလားကောင်းပြီအန္တရာယ်ကင်းခြင်းဘေးရှင်းခြင်းသူတော်ကောင်းတို့အလိုရှိမရှိအနာယောဂကင်းတာရောအလိုမရှိဘူးလားတချို့ကအနာယောဂကင်းတယ်တချို့ကအနာယောဂမကင်းဘူးအနာယောဂပေါ်တဲ့လူရောမရှိဘူးလားအဲ့ဒီအနာယောဂများခြင်းနည်းခြင်းအန္တရာယ်ကင်းခြင်းမကင်းခြင်းရဲ့အကြောင်းရင်းကသီလအဲ့တော့အကြောင်းမှန်ကိုသိရမယ်အဲ့တော့ကိုယ့်အကူသီလမကောင်းလို့ယောဂရနေတာကိုဘယ်သူကပဲပြုစားသလိုလို့ဘေးအိမ်ကပဲမနာလို့လှုပ်သလိုလို့သဘောပါလားဟိအနာယောဂရဲ့အကြောင်းရင်းဟာပါလေသီလမှတ်ထားမသိမချင်းရှင်းတယ်နော်ဘယ်ကြားမြင်မှမမေးနဲ့ကျွန်တော်သားလေးဘာလို့အသက်တိုးသွားလဲဆိုသီလမကောင်းလို့အသက်တိုးသွားတာရှင်းလားနောက်ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းခုတော်ကောင်းတို့ကိုရောစိတ်ပါချမ်းသာခြင်းအလိုရှိသလားမရှိဘူးလားတတ္တဝါတိုင်းချမ်းချမ်းသာသာမနေကြဘူးလားအဲ့တော့ကိုရောစိတ်ပါချမ်းသာဖို့ဆိုတာပစ္စည်းဥစ္စာပြည့်စုံတိုင်းချမ်းသာသလားယာဓုကြီးတိုင်းကောဂုံရှိတိုင်းကောဒါဖြင့်ချမ်းသာခြင်းအစစ်အမှန်ကိုသိဖို့မလိုဘူးလားကိုရောစိတ်ပါချမ်းသာခြင်းရဲ့အကြောင်းရင်းဟာဘာဝနာကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းရဲ့အကြောင်းရင်းဟာဘာဝနာအလုတ်အာမထုတ်ဖူးပဲဘာဝနာအလုတ်အာမထုတ်ဖဲနဲ့ဘယ်သူမှစိတ်လည်းမချမ်းသာဘူးရှင်းသလားဘယ်သူမှဆိုတော့ဘာဝနာအလုတ်မလုပ်ရင်ဘုန်းကြီးတွေရောချမ်းသာမလားကိုယ်တွေ့ပြောတာကိုယ်တွေ့ဘုသူမင်္ဂလာတို့ဘာဝနာအလုတ်မလုပ်ဘူးဆိုဟိုသူအတွက်ပူရယောဂီတွေအတွက်ပူရသွားရေးလာရေးပူရစားရေးတောက်ရေးပူရဒီနေ့ကျောင်းမှာယောဂီတွေကျွေးနေရတာနဲတာမဟုတ်ဘူးအမြဲတမ်းယောဂီဆိုရင်ဒါ90လုံသမားနဲ့ဆို80စခန်းဝင်ရက်ဆိုရင်300နဲ့900ကြားကျွေးရအဲ့တော့အဲ့ဒါလောက်ကြီးနေ့စဉ်ကျွေးဖို့ဆိုတာလွယ်သလားမလွယ်တော့ဗျာဘာဝနာမရှိရင်ခေါင်းတွေမီးတောက်တော့မယ်ရင်ဘတ်တွေပူးနေတယ်ငါယောဂီတွေဘာကျွေးရမလဲပဲပြုတ်ကျွေးရပေါင်းလဲများပြီအဲ့တော့အမေရေလို့တန်းတန်းမိတယ်အမေကလေငါသားမင်းပြင်းတာတဲ့ပြင်းတဲ့ကောင်ဖုံးကြီးသွားဝတ်ချီဘယ်ဒီမဲ့လူပေါင်းလူလောကမှာစီးပွားရှာတတ်တဲ့မိန်းမတစ်ယောက်ယူထားရင်ဘိန်းရှူနေလို့ရသေးတယ်ဟုတ်ဘူးလားဟုတ်ပါတယ်ဒါသိနေတာပဲဥစ္စာအဲ့တော့ဒါဒီပဲမလို့ဟိုရှမ်းပြည်ပဲရောက်ရင်လေလေဆိုင်နေတာလဲမိန်းမပဲမုံညင်းဆိုင်နေတာလဲမိန်းမပဲပဲပုတ်ကောက်နေတာလဲမိန်းမပဲယောက်ျားတွေဘာလို့နေဆိုဘိန်းရှူနေအမေယာစောသောကျုပ်ဒီနေရာပို့ရင်ဘလောက်စိန်ကြအခုဘုန်းကြီးဖြစ်နေမှပဲမိန်းမယူရင်အလွန်ဆုံးကျွေးရ6ယောက်ပေါ့အခုတော့ဗျာကျွေးလိုက်ရတာတနေ့လူ200 300နော်လွယ်သလားအဲဒီမှာရင်ပတ်တွေခင်ဗျားတို့နဲ့ကျုံနဲ့ဘယ်သူပို့ပူမယ်ထင်တော့သဘောပါသလားဟိအပူပြန်ကြအောင်မလားရှင်းတယ်နော်ကောင်းပြီအဲ့ဒါဘာမရှိရင်ပူသလိုဘာဝနာတတိနဲ့ရှိတော့ဩသဗ္ဗေတ္တကာမတကာပဲငါချိန်တန်ရင်ငါပေါ့စားချိန်တန်စားကြပေါ့ပဲချိန်တန်ပဲပေါ့ဝက်ချိန်တန်ဒီတော့မအေးဘူးလားအေးတယ်ဘုန်းကြီးဟင်းလည်းမကောင်းဘူးအေးမင်းတို့ကံပဲကုသိုလ်ရှင်မရှိရင်တော့ရှိတာနဲ့စားသဘောပါလားငါလက်တံနဲ့စားတာယောဂီထက်ဘာမှအခွင့်အရေးတစ်ခုပိုမယူဘူးယောဂီချင်မောင်ရင်ကျွေးရင်ကျုပ်လည်းချင်မောင်ရင်စားတာပဲ
ဘောပါလားဟိအေးကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဟာဘယ်ပေါ်မူတည်လဲအေးအဲ့ဒါအကြောင်းရင်းနောက်ကိုဘာပဲစီစစ်စီးပွားဥစ္စာမပြည့်စုံရင်ဘာကြောင့်လဲစီးပွားဥစ္စာရှာမကောင်းရင်ဒါနမျိုးစိနဲခဲ့လို့ရှင်းတယ်နော်အနာယောဂများနေရင်သီလမျိုးစိနဲခဲ့လို့သီလမကောင်းခဲ့လို့ကိုယ်စိတ်နှစ်ပါးဆင်းရဲနေရင်ဘာဝနာအတိမရှိလို့ရှင်းသလားဒါဖြင့်အတိဉာဏ်ရှိရင်အဖက်ဖက်ကပြည့်စုံအောင်လုပ်လို့ရမရဒါမို့အသေးမဥခင်ဒါမို့ဘုရားရှင်ကိုတော်မြတ်ကြီးကဇာယထဘိက္ခဝေမာပမာဒတ္ထပိစ္ဆာဝိပရိသာရိနောအဟုဝဋ္ဌဘိက္ခဝေငါဤจิตသားတတိများတို့ဇာယထဝိပဿနာရှုကြဘာရှုကြစိတ်ရောကိုယ်ရောချမ်းသာဖို့ဆိုတာဘယ်အလုပ်ပဲရှိလဲဝိပဿနာအလုပ်ပဲရှိတယ်။အဲဒါလောကဓာတ်အပေါင်းကလွတ်ဖို့ရှင်းတယ်နော်လောကဓာတ်ဘယ်နှပါးရှိလို့၈ပါးလာဘောအလာဘောရသောအရသောနေနာပတန်တန်ဒုက္ခဒုက္ခဆင်းရဲတာချမ်းသာတာလက်ပေါ်တာမပေါ်တာမရှိလားဟုတ်ပြီချွေရနဲတာများတာဆိုတော့အဲ့တော့လောကဓာတ်မှာအကောင်းဘက်ကဘယ်နှပါးလဲအဆိုးဘက်ကလောကဓာတ်ဆိုတာအကောင်းဆိုတာလားအဆိုးဆိုတာလားဟမ်အကောင်းကိုလောကဓာတ်ခေါ်တာလားအဆိုးကိုလောကဓာတ်ခေါ်တာလားအကောင်းကောအဆိုးကောဒါဖြင့်ကြောက်ကြီးကြောက်ကောင်းရတာလဲပါလဲလောကဓာတ်ပဲသဘောပါသလားကြောက်ကြီးကြောက်ကောင်းရတာလဲလောကဓာတ်ပဲကြောက်ဖြတ်လိုက်လို့မအောင်တာလဲအပေါင်းအသင်းများတာလဲပေါင်းအသင်းမရှိတာလဲရှင်းတယ်နော်အဲ့ဒီလောကဓာတ်တွေကကိုယ်စိတ်တိုင်းကြဖြစ်နေတာလားအကြောင်းပေါ်မူတည်နေတာလားအကြောင်းကောင်းမှအကြောင်းမကောင်းရင်အဲ့ဒါလို့ဘာဝနာအသိရှိနေရင်တို့ဒီလောကဓာတ်ကိုပူပင်ကြောင်းကြဖြစ်เสียရှင်းသလားဟဲ့ဒါဖြင့်လောကဓာတ်အနိုင်ယူဖို့တရားလုပ်တယ်မလုပ်တယ်အဲဒါကြောင့်ဇာယထဝိပဿနာရှုကြပိစ္ဆာသေယာညောင်ဆောင်လျောင်းဆက်တဲ့ကာလကြမှာနောက်ခါကြမှာဝိပရိသာရိနောနှလုံးမသာယာခြင်းဖြစ်ကြကုန်သည်ဒီကနေ့ကြအခုလောဘဇောဒေါသဇောမောဟဇောနဲ့နေတရားအာမထုတ်ဘူးရင်ဒီကနေ့ရင်နမိတ်တွေလာတော့မယ်လောဘနဲ့သိရင်ပဲသွားမလဲပိဋ္ဌာဖြစ်မယ်ဒေါသနဲ့သိရင်ငရဲသွားမယ်မောဟနဲ့သိရင်လိစ္ဆာအဲ့ကြအာယုန်တွေလာပြီအဲ့ကြမှာငရဲမိတော့ကြီးတွေလာတော့ကဲပါယူပါအော်လို့ရအောင်မလားအဲ့ဒီကြမှာဝိပရိသာရိနောမင်းတို့ကဲပါယူပါတသာစာနဲ့နှလုံးမသာယာခြင်းဖြစ်ကြကုန်သည်မာအဟုဝဋ္ဌမဖြစ်ကြစေနဲ့ဒါကြောင့်အသေးမဥခင်ခင်ဗျားတို့ကိုကဲနိုင်ယူနိုင်တာဘာပဲရှိတယ်ဒီဉာဏ်ပဲရှိတယ်ဉာဏ်မရှိရင်ဘာမှကဲလို့မရဘူးတရားလည်းမနာဘူးတရားလည်းအာမထုတ်ဘူးတဲ့လို့ခေါ်ပါတဲ့ဦးဇင်းတို့ကမ္မထမ်းဆရာဆိုပြီးတော့ဘုန်းကြီးအမေအသေးအံဖြစ်နေလို့လာပါဦးသွားတယ်အဲ့တော့မင်းမေတရားအာထုတ်ဘူးလားမထုတ်ဘူးတရားနာဘူးလားမနာဘူးဒါဖြင့်ငါဘာပြောရမှာပြောစရာရှိလားသူ့မှာဓာတ်ခံဉာဏ်မှမရှိဘဲနဲ့ဘာလုပ်ပေးလို့ရလဲဘာမှလုပ်ပေးလို့မရဘူးဒကမာကြီးတရားရှုဆိုလို့ပြောလို့ရသလားရှုမှမရှုဘူးပဲရှင်းတယ်နော်ဒကမာကြီးအာယုံပြောင်းလိုက်ဆိုတော့ရသလားဘာဖြစ်လို့မလုပ်ဘူးတော့သူ့မှာဘာမရှိဘူးလို့ကျေနပ်ကြလားဒါမို့ဘုရားရှင်ကိုတော်မြတ်ကြီးကအရွယ်၃ပါးမှာတပါးပါးတော့တရားအားထုတ်ရမယ်အရွယ်ဘယ်နှပါးအဲ့တော့ခုငါတို့15နှစ်16နှစ်အထိပထမအရွယ်ပေါ့ဗျာနော်ဟိုတုန်းကတော့20အစိတ်ကိုပထမအရွယ်သုံးတာခုသုံးလို့မရတော့ဘူးဘာလို့ဆို16နှစ်ဆိုရင်ယောက်ျားမိန်းမယူကုန်ကြတယ်ဒီတော့15 6နှစ်ထိပါရွယ်တော့ပထမအရွယ်အဲ့ဒီ16နှစ်ကနေအခု40ကျော်50တွင်းကဒုတိယရွယ်50ဟိုဘက်ကြတော့ဒီလိုမူပြောင်းသွားပြီနော်အဲ့တော့အခုအသက်ဘယ်လောက်တန်းတုံးဆိုတော့80တန်း85နှစ်တန်းဟုတ်ပြီနော်85နှစ်တန်းဆိုတာဒါကရေပုံရခြုံပြောတာဒါပေမဲ့ကုလသမဂ္ဂကတွက်ထားတဲ့ကောက်ချက်နဲ့ဆိုရင်
ဘုရားတို့ကျုပ်တို့တက်က85နှစ်မရှိတော့50ပတ်ဝန်းကျင်ပဲရှိတယ်ဘယ်လောက်ပဲရှိတော့50ပတ်ဝန်းကျင်မှာများသောအားဖြင့်သေးတယ်အဲ့တော့ကဘာမှာအသေးဆုံးပြားမြသက်တမ်းကိုကြည့်ရင်35နှစ်မှသေနေတာတဲ့ဘယ်လောက်မှသေလို့ရှင်းတယ်နော်အဲ့တော့အသက်85နှစ်တန်းနဲ့တွက်ရင်တပုံပုံလိုက်ရင်အစိတ်စီပုံလိုက်ရင်အစိတ်မှာပထမအရွယ်50မှာဒုတိယအရွယ်85နှစ်မှာတတိယအရွယ်3ပါးမှာတပါးပါးတော့ဘယ်အလုပ်လုပ်အောင်ဝိပဿနာအလုပ်လုပ်အောင်ပထမအရွယ်လုပ်ဖြစ်ရင်လုပ်ဖြစ်ပထမအရွယ်လုပ်ဖြစ်တာအကောင်းဆုံးပေါ့ဗျာအရွယ်3ပါးမှာဘယ်အရွယ်လုပ်ဖြစ်တာအကောင်းဆုံးတော့ငယ်တုန်းဆိုတော့ကံလဲကောင်းတုန်းဉာဏ်လဲကောင်းတုန်းကံလဲထက်တုန်းရှင်းသလားဟဲ့ပထမအရွယ်ကျော်သွားပြီဆိုတပုံကံကတပုံကုန်သွားပြီဒုတိယအရွယ်ဆိုတော့ဒုတိယအရွယ်အလတ်တန်းစားဉာဏ်ပထမအရွယ်မလုပ်ဖြစ်ရင်ဘယ်အရွယ်လုပ်ဒုတိယအရွယ်မှမလုပ်ရင်တတိယအရွယ်ဒီအရွယ်3ပါးတပါးပါးမှမလုပ်ဖြစ်ပဲသေကံနိကြမှာကဲပါယူပါအော်လို့ရှင်းတယ်နော်လှုပ်တဲ့ကြောင်းကိုဘုရားရှင်ကိုတော်မြတ်ကြီးဥပမာပေးပြီးတော့ဟောထားခဲ့တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဇတ်တော်တစ်ခုနဲ့ပမာပြုပြီးတော့ယဟန်လေးတစ်ပါးကိုအကြောင်းပြုပြီးဟောထားခဲ့တယ်အရိန္ဒမနဲ့သောနကဘာလဲလဲဘုရားရှင်ကိုတော်မြတ်ကြီးကချက်သားတို့တဲ့ငါလည်းမသိခင်ကမိုက်ခဲ့တယ်ကွာတဲ့အဲ့ဒီမိုက်ခဲ့ပုံကလေးလောကမှာအသိဉာဏ်ပညာမရှိဘူးဆိုရင်ကိုယ်ဘဝကိုတန်ဖိုးရှိအောင်နေတတ်ပါမလားသုံးတတ်ပါမလားမသုံးတတ်ဘူးဟဲ့တဲ့အရွယ်3ပါးလုံးကာမဂုဏ်ခံစားပြီးတော့ကုန်ရင်တော့ဖြင့်ဒီဘဝဟာလူပြေရှုံးတာပဲတဲ့ဒါကြောင့်ချက်သားတို့အရွယ်3ပါးမှာတပါးပါးတော့ဖြင့်ဘာလို့လုပ်အောင်ဝိပဿနာအလုပ်လုပ်အောင်ဘာဖြစ်လို့ဆိုတော့ဝိပဿနာအလုပ်ထက်ခင်ဗျားတို့ကျွတ်တို့ကိုကယ်နိုင်တဲ့တရားရှင်းသလားဟိခုတန်တရားတစ်ခွင်လုံးခင်ဗျားတို့ကျွတ်တို့ချမ်းသာခဲ့တာလားဆင်းရဲခဲ့တာလားခန္ဓာမှန်ရင်ဘာသစ္စာဒါဖြင့်လူခန္ဓာကောင်းလားနတ်ခန္ဓာကောင်းလားဘာဖြစ်လို့လဲဒါဖြင့်လူငယ်လူပြိုလူလတ်ခန္ဓာကောင်းလားလူအိုခန္ဓာကောင်းလားဘာသစ္စာတော့အဲ့ဒါတချို့ကလူကြီးတွေကညီးသေးတာဘုန်းကြီးတဲ့အသက်ကြီးတော့မကောင်းဘူးဟောခုထိဉာဏ်ကတုံတုံရှိသေးတယ်သေကံနိဋ္ဌိဉာဏ်တုံတုံဘုန်းကြီးတွေရှေ့လာပြီးတော့ရှင်းလားဟဲ့တခါကြီးကြီးမှမကောင်းတာမဟုတ်ဘူးမိခန္ဓာကမွေးကြရမကောင်းတာရှင်းလားဘယ်တော့မှကောင်းတော့ဘယ်တော့မှမကောင်းဘူးအဲ့ဒါငယ်တော့ကတော့အာအင်ဗလာပြည့်ဖြိုးတော့ကန်ထက်တုံးညာချက်တော့သူ့ဟာသူချော်တော့ငေါ့ပျော်နေပြီးတော့ရှင်းတယ်နော်သားနဲ့ပြောသမီးနဲ့ပြောမယားနဲ့ပြောမပြောဘူးလားပြောလာပြီးတော့အခုအာအင်လဲချိနဲ့ကန်လဲမွဲညာလဲမွဲမှကဲပါအောင်ဆိုတော့ရမလားဟိသဘောပါတယ်နော်ဒါဖြင့်အချိန်ရှိခိုက်ဘာလို့ရမလဲအချိန်ရှိခိုက်လုံးလာဆိုင်ဘယ်လိုလုပ်ရမလဲဘုခင်ဗျားတို့အိုတော့အိုကြပြီလားမေးရင်အိုနေပြီမကြခင်နာတော့မယ်နာပြီးရင်အသေးမဥခင်ဘယ်ချိန်လောက်ကြဘယ်ချိန်ကစလုပ်မလဲခုချိန်ကစလုပ်နောက်ကျသွားမယ်နော်တကယ်တော့မနေ့ကစလုပ်တင်တာခုမှခင်ဗျားတို့ကစမလို့ပြိုးလုံးရှိသေးတာဟုတ်ဗျာသဘောပါတယ်နော်တကယ်ဆိုရင်ဘယ်ချိန်ကစလုပ်မလဲဆိုတပည့်တော်တို့မနေ့ကစလုပ်နေပါပြီဆိုရင်ကျုပ်ကသာလို့ခေါ်လိုက်မလို့ခုတော့မိတ်လိုက်နေတာဘယ်ချိန်စလုပ်မလို့ဆိုခုချိန်ကစနောက်ကျနေပြီရှင်းသလားဟိရှင်းတယ်နော်သိတဲ့အချိန်ကစပြီလောက်ပါတရားအထုတ်တာပဲဗျာဘယ်သက်သာပါမလို့စလုပ်ခါစတော့ပင်မမလားမပင်မဘူးလားပင်မမှာပေါ့ဒါပေမဲ့ဒီအလုတ်ကဒီပင်မနာလေးဒုက္ခခံလိုက်ရင်ဟိုဘက်လွတ်မလွတ်ဟိုခင်ဗျားတို့၅ပါးအာယုံကာမဂုဏ်အလုတ်ကဘယ်တော့ကပင်မခဲ့တာတတန်တရားလုံးပင်မလာတာဘယ်တော့ပြီးမှာတော့လွတ်လန်းလဲအခုတရားအထုတ်တာနည်းနည်းလေးအပင်မခံလိုက်ရင်ရှင်းသလားခင်ဗျားတို့အရင်နီးကိုမစိုက်တတ်သေးဘူး
ဘောပါတယ်နော်အခုတရင်ကလေးပင်မနာတခဏလေးပင်မနာဒါလေးအမြင်မှန်ရလို့လွတ်သွားပြီဆိုဟိုဘက်ချမ်းသာရေးနဲ့တွေ့မတွေ့ဟောဒီဆင်းရဲကြမခံနိုင်ဘူးဟိုရေမဆေးကြပြေးကောက်သဘောပါလားဟဲ့ကြောက်ရှိတယ်ဆိုတော့ဟိုးဘာလဲဆိုင်းတောင်ကလူကလုံးခင်းရောက်လာတခါမကြီးဘာလာလောက်တာလို့ဆိုဒီမှာကြောက်ရှိတယ်ဆိုလို့လာကြည့်တာတဲ့လမ်းကကြမ်းလို့ဖရားတဲ့ခမရဘယ်သူကလာခိုင်းတော့ဆိုတဏှာကပါဖရားဘုန်းကြီးနဲ့တွေ့လို့တဏှာဖြစ်သွားတာမဟုတ်ရင်ယောက်ျားကလို့ပြောမှာသဘောပါလားလိုက်လေမင်းတို့လမ်းဆုံးရှိသလားအခုဝိပဿနာအလုပ်နည်းနည်းပဲမှခံလိုက်စမ်းလမ်းဆုံးရှိမရှိအဲ့တော့အသိဉာဏ်ရှိတဲ့လူဆိုမဆုံးတဲ့လမ်းကိုရှောက်မလားဆုံးတဲ့လမ်းကိုရှောက်မလားမပြီးတဲ့အလုပ်လုပ်မလားပြီးတဲ့အလုပ်လုပ်မလားဉာဏ်မနှဲကြနဲ့မအားကြနဲ့ရှင်းလားကောင်းပြီဒါဖြင့်ဘယ်အလုပ်ကြိုးစားလုပ်ဝိပဿနာဉာဏ်အလုပ်ကိုကြည့်တယ်နော်ဝိပဿနာဉာဏ်မှမရဘဲနဲ့လွတ်မြောက်ချမ်းသာတယ်ဆိုတာဒါကိုကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းရင်ဘယ်အလုပ်လုပ်ရမလဲရှင်းရလားဟဲ့အဲ့ဒါဘုရားကကြိုးစားကြဟေ့တဲ့ငါကိုယ်တိုင်လည်းပဲမသိခင်တုန်းကမိုက်ခဲ့တယ်ဘယ်တော့မှမိုက်တယ်ဟောမသိလို့မိုက်တာဘာမရှိလို့ကြည်တတ်သလားအဲ့ဒါဘုရားကဥပမာပေးတယ်အရိန္ဒမနဲ့သောနကတငယ်ချင်းနှစ်ယောက်ရှိတယ်အရိန္ဒမဆိုတာကရှင်ဘုရင်သားအရိန္ဒမပါလေသောနကကရှင်ဘုရင်ရဲ့ပရောဟိတ်ပုံနာကြီးရဲ့ပါတငယ်ချင်းနှစ်ယောက်အဲ့ဒီတငယ်ချင်းနှစ်ယောက်ကအချိန်တန်အရွယ်ရောက်လာတော့တက္ကသိုလ်ပြည်သွားပြီးတော့ပညာသင်ကြဘယ်သွားပညာသင်တက္ကသိုလ်ပြည်သွားပြီးတော့ရှင်ဘုရင်သားနဲ့ပုံနာသားနှစ်ယောက်အထာရတ18ရပ်ပညာတွေသွားသင်ပြီးတော့ပညာဆုံး3နှစ်3မိုးပညာသင်ပြီးတော့ပြန်လာကြတယ်တငယ်ချင်းနှစ်ယောက်အတူတူပဲသိချစ်ကြအဲ့တော့ပြန်လာတော့လမ်းခရီးမှာရွာတရွာရောက်တော့မင်္ဂလာပွဲသဘင်တစ်ခုကျင်းပနေတယ်အဲ့တော့ပွဲသဘင်ကလည်းရှိနေတယ်ဒီမှာဧည့်သည်နှစ်ယောက်ကလည်းလမ်းသွားရင်ကြုံနေတော့ရွာသူရွာသားရွာသားကြီးတွေကခုနေမျိုးစော်တော့လို့နေမှာပေါ့ဗျာနော်အဲ့ဝတ်ကြည်အောင်ဖိတ်ပြီးတော့မှအဲ့ဒီမင်္ဂလာပွဲမှာပဲကြွပြီးတော့တင်တို့ဘယ်ကလာတယ်လဲတက္ကသိုလ်ပြည်ကလာတယ်ဟောတက္ကသိုလ်ပြည်ကဆိုတော့ပညာတတ်အမတန်ရှားတဲ့ခေတ်ဆိုတော့ဩတက္ကသိုလ်ကျောင်းသားကြီးတွေပြန်လာတာအာလာမင်္ဂလာပဲငါတို့အခါကျွေးမွေးရမယ်ဆိုပြီးတော့အခါမန္တတဲ့ခေါ်သွားအခါမန္တတဲ့ခေါ်သွားလိုက်တယ်ဆိုရင်ပဲနှစ်ယောက်သားအတူတူထိုင်ပြစ်ကြတော့ဇပွဲမှာထိုင်လိုက်တယ်ဆိုရင်ပဲအရိန္ဒမမင်းသားကအခင်းအနီပေါ်မှာထိုင်ပြစ်တယ်ဘယ်မှာထိုင်လဲသောနကအခင်းအဖြူပေါ်မှာထိုင်တယ်သောနကဘယ်မှာထိုင်အခင်းဖြူပေါ်မှာထိုင်ဒီတော့သူတို့နှစ်ယောက်ကအင်္ဂဝိဇ္ဇာနီးတွေသင်လာတဲ့အထာရတ18ရပ်မှာဒါတွေအကုန်ပါတယ်မာယာအင်္ဂဝိဇ္ဇာသေနင်္ဂဗျူဟာမျက်စိတတ်စင်စီတတ်လန်ထိုးဓာခုတ်အကုန်ပါဒီတော့အင်္ဂဝိဇ္ဇာနီးနဲ့ကြည့်လိုက်တော့အနီရောင်ထိုင်မိတဲ့ပုဂ္ဂိုလ်ကတော့ကာမဂုဏ်မှာပျော်မဲ့လူဘာလဲတော့အနီရောင်ထိုင်တဲ့လူကကာမဂုဏ်မှာပျော်မဲ့လူပဲသူတို့အချင်းချင်းအကဲခတ်လိုက်သောနကဘယ်ပေါ်ထိုင်တော့ပုံနာသားကအဖြူပေါ်မှာထိုင်တော့ကြည့်လိုက်တယ်ဒီပုဂ္ဂိုလ်ကတော့ဖြင့်ကာမဂုဏ်ကလွတ်မြောက်မဲ့ပုဂ္ဂိုလ်စင်ကြယ်မဲ့ပုဂ္ဂိုလ်ဒီလိုနမိတ်ကောက်လိုက်တယ်ဘာကောက်လိုက်တယ်နမိတ်ကောက်ပြီးပြီမဲ့တကယ်ချင်းတယောက်ဒီလိုပဲပျော်ပျော်ပါပါစားတော့ပြီးတော့ခရီးဆက်လာတော့တိုင်းပြည်တစ်ခုအနားရောက်တော့တိုင်းပြည်ဝင်ပရောက်တော့မိုးကလည်းချုပ်နေပြီအဲ့တော့တိုင်းပြည်ထဲဝင်လို့မရတာနဲ့သူတို့ဘာလုပ်ကြတော့ဆိုတော့တိုင်းပြည်အဝကကြောက်ဖြာထက်မှာအိတ်ကြတယ်တကယ်ချင်းငါတို့အိတ်ကြဆိုကွာအိတ်အဲ့ဒါလို့အိတ်နေတော့သူတို့ရောက်နေတဲ့တိုင်းပြည်မှာလွန်ခဲ့တဲ့9ရက်ကရှင်ဘုရင်နတ်ရွာဆန်9ရက်ကဘာဖြစ်တော့ရှင်ဘုရင်ကြီးနတ်ရွာဆန်တော့ဘုရင်မှာသားမရှိဘူးနော်ဘုရင်မှာသားမရှိဘူးသားမရှိတော့မင်းဆက်မင်းရမင်းရိုက်မင်းရခံစားမဲ့ပုဂ္ဂိုလ်မရှိဘူးသမီးတယောက်ပဲရှိအဲ့တော့
ဒီသမီးကိုနန်းတင်လို့လည်းမဖြစ်နိုင်တာနဲ့ရှင်ဘုရင်မင်းလောင်းရှာမယ်ဆိုပြီးတော့ဖုတ်သွင်းယထာလွတ်လိုက်တော့အဲ့ဒီဖုတ်သွင်းယထာကြီးကတခါတဲ့မင်းလောင်းရှိရာပြေးလာလိုက်တာအရိန္ဒမမင်းသားတို့အိတ်နေတဲ့ကြောက်ဖြာဘက်လာအဲ့ဒီကြောက်ဖြာဘက်ကိုထွက်လာတော့မင်းလောင်းရှာတဲ့လဲဆိုတော့နောက်ကတီးတံမှုတ်တံခရာတံနေပေါ့ဗျာရှင်နေမြင်းနေနဲ့လာကြတော့ခရာတံကြားတော့တောနကနိုးချင်းလမ်းကြည့်လိုက်တော့ဖုတ်သွင်းယထာတွေ့မတွေ့လဲမင်းလောင်းရှာဘာရှာလဲအဲ့ဒီခေတ်ကံမို့လို့ရှားနေတာထင်ပါရဲ့ဗျာခုတော့မရှိရင်သူ့မင်္ဂလာတက်လို့လိုက်မှာပေါ့နော်သဘောပါလားအဲ့တော့အဲ့ခေတ်ကဘာရှာကြတဲ့မင်းလောင်းရှာတာအလကအလုရှုပ်ခံနော်အဲ့တော့မင်းလောင်းရှာတော့ယထာလာတာတွေ့တာနဲ့သောနကဟာဒါမင်းလောင်းရှာတဲ့ယထာပဲအဲ့တော့ငါတငယ်ချင်းကရှင်မင်းရဲ့သားမင်းမျိုးအဲ့တော့မင်းလောင်းရှာတဲ့ယထာလာရင်သူ့မှာမင်းဖြစ်တဲ့ကံလည်းရှိတယ်နောက်တတိရှိတယ်ငါတို့လမ်းမှာတော့ကသူကဘယ်ပေါ်မှာထိုင်တာရှင်ဘုရင်သားကပုံနာသားကဩဧကံငါတငယ်ချင်းဟာမင်းဖြစ်တော့မယ်တငယ်ချင်းမှာဖြစ်တော့မယ်သူကမင်းဖြစ်ရင်ငါကမင်းတိုင်ပင်အမတ်နေနဲ့ပညာရှိနေနဲ့အောက်ကနေအကြံပေးအရာရှိနဲ့အလုတ်ရှုပ်တော့မယ်တဲ့အဲ့တော့အဲ့ဒီအလုတ်တွေငါမလုတ်ချင်ဘူးဆိုပြီးအသာလေးတောတဲ့ဝင်ပုံဘယ်ဝင်ပုံသောနကရှင်ဘုရင်ရဲ့မင်းတိုင်ပင်အမတ်မဖြစ်ချင်လို့ဟုတ်ပြီနော်သူ့ဖေတုံးကလည်းဒါရှင်ဘုရင်ပရောဟိတ်ကိုဗျပညာရှိအမတ်ကြီးကိုဒီတော့ဒီအလုတ်တွေ तू သိတယ်အဲ့တော့မင်းနာခသားရတယ်ဆိုတာလွယ်သလားပြေးလဲရင်ပြေးလဲသလိုရပါမယ်မပြေးလဲရင်မပြေးလဲသလိုဟုတ်ကဲ့လားမှန်ရလားမှန်တယ်သောနကပြေးတာနော်တချို့ကအဲ့ဒါမပြေးဘဲနဲ့ဝင်လူနေတာဥစဉ်အံ့ဩတာသဘောပါလားသောနကကတော့မင်းတိုင်ပင်အမတ်ဖြစ်မှာဆိုလို့လေဘာဖြစ်တော့ပြေးတာ तू ကသိတယ်လေပညာရှိအဲ့တော့မင်းသားဆိုတာကတဲလွယ်တာမဟုတ်ဘူးမင်းခယောက်ျားကန္နာဟောမဲအကုန်သိနော်သိတော့သိတယ်ရက်ွက်လူကြီးဖြစ်ချင်တာခက်တာပဲသဘောပါသလားဟဲ့အေးအဲ့ဒီမှာသောနကထွက်ပြေးပြီးမကြဘူးဖုတ်သွင်းယထာဆိုင်ဖုတ်သွင်းယထာဆိုင်တယ်ဆိုရင်ပဲနော်အဲ့ဒီအရိန္ဒမမင်းသားဝိုင်းပြီးတော့မှပရောဟိတ်တွေကကြည်ကြတယ်ခြေခဏလက်ခဏကြည့်တော့ဒါမင်းမျိုးမင်းလောင်းပဲမင်းဖြစ်တတ်တဲ့အင်္ဂံဖုံးကံပါရမီအကုန်ပါတဲ့သိကြတဲ့ဒါဖြင့်နှိုးကြစို့ဆိုပြီးတော့နှိုးပြီးတော့မှတခါတည်းသူ့သမီးတော်ဘုရင်သမီးတော်နဲ့လက်ဆက်ပြီးဘိသိက်မြောက်လိုက်တော့ဗောဗျာဘာဖြစ်သွားတော့ဘိသိက်မြောက်တော့ဘာဖြစ်သွားဘုရင်ဖြစ်သွားပြီအရိန္ဒမမင်းသားဘုရင်ဖြစ်သွားပြီရှင်ဘုရင်ဖြစ်သွားတော့ तू ကလဲကြီးလာတယ်မင်းတို့ဘာလို့မလို့တော့မင်းမြောက်မလို့ဒီတိုင်းပြည်မှာရှင်ဘုရင်သိသွားပြီဆိုတော့ तू ကငါတိုင်းပြည်ပါရင်ညီကိုတွေလူရင်လူနေအောင်မသေးကြဘူးဒီမှာအဆင်ပြေတယ်ဆိုသူ့အဖေလည်းမိတ်အမေလည်းမိတ်နောက်ဆုံးအတူတူလာတဲ့ရှင်ဘုရင်အဲ့လောက်ပြောစရာကောင်းထင်ပါရဲ့သဘောပါရဲ့လားဘုရင်ဖြစ်သွားတော့အတူလာတဲ့တငယ်ချင်းတောင်မေ့သွားတယ်အဲ့ဒါသွားတယ်ပြီးတော့လိုက်သွားဘုရင်သမီးတော်နဲ့လက်ဆက်ပြီးတော့ဒီတိုင်းပြည်ကြီးအုပ်ချုပ်နေလိုက်အဲ့တော့တက္ကသိုလ်ပြည်ကပြန်လာတာ16နှစ်ကသွားတင်တယ်3နှစ်ကြာတယ်19နှစ်အဲ့တော့အသက်20လောက်ကလေးကရင်သူဘုရင်လောက်တာဟိုသောနကကကြတော့ဒီဘုရင်ရဲ့ဖုတ်သွင်းယထာကြီးပြန်သွားပြီနန်းတော်ထဲဝင်သွားတော့တဲ့ကာမဂုဏ်များတဲကြောက်เสียကောင်းတယ်ဗါတဲ့ကာမဂုဏ်ကြောက်เสียကောင်းတယ်အတူလာတဲ့တငယ်ချင်းတောင်တငယ်ချင်းဘာဟုတ်သေးတော့ဗျာအဖေမှန်အမေမှန်ညီကိုမှန်လောဘဝင်တော့တရားတွေပြက်ကုန်ပြီရှင်းလားခုလောကကြီးကြည့်ရင်မသိဘူးလားအားလုံးတရားဆောင်တဲ့လူနဲ့တရားပြက်တဲ့လူဘယ်ရင်ကများမကြောက်ကြဘူးလားပါးစပ်ကြောက်မကြောက်နဲ့ဘာနဲ့ယုံမှလွတ်မှာ
ရှင်းသလားမိုးကားရေတော့သူများမိုက်တယ်လို့မိုက်ကြမလားလုံးတာတော့ခင်ဗျားတို့ကြိုက်တယ်လို့အောင်မှာကျုပ်ကဒီနေ့ဟောခဲ့ပြီးမနေ့ပြန်ပြန်ပြီးမရှိဘူးဘာကန်ကတတ်တာပဲနော်ဘယ်သူကြိုက်တယ်လို့အောင်အဲ့ဒါသားရသမီးရစီဝါရတဲ့ပဲအချိန်ကုန်ရင်တော့သေကြတဲ့အများသွားတဲ့လမ်းဘယ်သွားမှာအဲ့တော့မိုးကားရေတော့ပြီးသူတို့လောဘကြီးသလိုကြီးသူတို့ဒေါသကြီးသလိုကြီးသူတို့လိန်သလိုလိန်သူတို့ကောက်ချစ်သလိုကောက်ချစ်သူတို့ဖြန်ကြသလိုဖြန်ကြပြီးတော့ဒေအိုးပဲသွားမလားလွတ်အောင်ယုံမလားလွတ်အောင်ယုံရင်ဘသူတရားပြက်ရှင်းသလားဘယ်သူတွေတရားပြက်ကိုမပြက်စေနဲ့ဟောဒီအတုပခန္ဓာကြီးအတွက်နဲ့တော့အာကုသိုလ်လုပ်ပြီးရှာမကြွေးတော့ဘူးလို့ဆုံးဖြတ်တာရှင်းသလားဒီခန္ဓာမင်းတို့ဘလောက်ပြုစုသိမှလားမသိဘူးလားရှင်းတယ်နော်ဒီခန္ဓာပိုင်သလားခန္ဓာမပိုင်သလိုပစ္စည်းဥစ္စာဟောယာရုကုန်သိကျင်တယ်ကလားမန္လေးမှာအရင်ရဲမြင့်တိုင်မှုသားတောင်းချမ်းနေတော့သူ့တငယ်ချင်းတယောက်နဲ့အဲ့ဒါလာပြီးတော့ပြောတော့ဘုန်းကြီးတဲ့အဲ့ကလေးဆုံးမစမ်းမအောင်16နှစ်လောက်ရှိသေးတာအဲ့တော့လက်ပတ်တောင်းချမ်းနေတော့ခေါ်စမ်းကွာအဲ့ကောင်ကြောင်းရောက်လာမင်းလာတိုင်မှုသားဆိုတင်မဗျာအဲ့တော့မင်းအခုသိုးသွန်းတောင်းချမ်းနေဆိုတော့ဘုန်းကြီးနည်းနည်းပါလေအမိုက်သွားဟမ်နည်းနည်းပါဟုတ်ပါပြီကောင်းပါပြီမင်းဖေရာလူဘယ်လောက်မြဲမယ်ထင်သလုံးလို့မေးနော်10နှစ်กว่าလို့ဆိုပြန်စဉ်းစားတယ်10နှစ်မမြဲဘူးထင်တယ်မမြဲရင်မင်းအခုတောင်းချမ်းထားတာ10နှစ်ဟိုပဲမင်းဘာဖြစ်သွားမယ်ထင်တယ်လေသဘောပါလားမင်းဖေရာလူရှိလို့မလို့ကြံတဲ့လူကခေါင်းငုတ်ခံနေတာရာလူမရှိရင်ခံမလားအဲ့ဒါပဲအဲ့တော့အဲ့ဒါမသိရင်ညီလေးလို့မင်းကငါသနာလို့ပြောတာလို့မေတ္တာရှိလို့တော့မဟုတ်ဘူးလို့အဲ့တော့ဆုံးမမယ်ကိစ္စရှိလို့ဆုံးမတာမင်းသိနေမင်းလို့အခုယာရုရှိတော့မင်းပညာတွေသိကောင်းအောင်လုပ်မရဘူးလားဆိုရပါတယ်ဗျာအေးအဲ့ဒါဆိုပြင်းကွာဆိုတင်မဗျာဆိုပြန်သွားတာအဲ့တော့သိတော့မကြပါဘူးပြုတ်သွားတာဒီတော့ပြန်စဉ်းစားကြည့်ဘာမြဲတယ်လဲဘာပိုင်တယ်လဲကိုယ့်လက်ထဲဘာယူသွားလို့ရလဲအဲ့တော့ရှိနေတဲ့အချိန်မှာအကောင်းဆုံးဖြစ်အောင်လုပ်တယ်မလုပ်တဲ့အဲ့တော့လောဘသားခြင်းထဲမှာလောဘခြင်းပြိုင်တယ်ဆိုတာလောဘခြင်းဘယ်တော့မှပြိုင်လာကြတာလဲတတန်တရားလုံးပြိုင်လာတာရိုးနေပြီရှင်းသလားလောဘကြီးသူတွေကြားထဲမှာလောဘနည်းအောင်နေတတ်သူကမှလူသွမ်းကောင်းရှင်းတတ်သလားဟိသဘောပါသလားထူးကျင်လိုက်တာလဲလူလို့ထူးအောင်လဲမနေတတ်တော့အတော်ခက်တယ်သူများထူးတာရှာရမလားကိုယ့်အကိုထူးအောင်နေရမှာလားကျင်တဲ့သလားဟိဘသူကိုဘသူအားကိုးရမှာသဘောပါတယ်နော်ဒါပြန်ပုဂ္ဂိုလ်တူလိုက်ရှာအောင်မလားပုဂ္ဂိုလ်တူကခင်ဗျားတို့ကိုဘာလုပ်ပေးနိုင်လဲဘာမှမလုပ်ပေးနိုင်ဘူးခင်ဗျားတို့ဟာယူသွားဖို့ပဲကျင်တယ်နော်ကောင်းပြီလောကမှာဘာမြဲတယ်လဲဘာမှမမြဲဘူးဒါပေမဲ့အဲ့ဒီကာမဂုဏ်မှန်ကလေးတက်လာတော့ခုကြည်စမ်းအရိန္ဒမရှင်ဘရင်ဖြစ်ခါရှိသေးတယ်သူ့ဖေမေလဲအတူတူခုချက်ချင်းလာထားတဲ့တငယ်ချင်းတောင်မေ့သွားတော့သောနကကြောက်เสียကောင်းတဲ့ကာမဂုဏ်တဲ့အမလီငါတငယ်ချင်းတော့ကြောက်ကြပြီဟောဗျာငါတငယ်ချင်းတော့ဗါတဲ့တငယ်ချင်းကဘာဖြစ်သွားရှင်ဘရင်ဖြစ်တာရှင်ဘရင်ဖြစ်တာဘာကြလဲဟုတ်ကဲ့လားဗျာသောနကပြောတာငါတငယ်ချင်းတော့ဗါတဲ့တငယ်ချင်းကဘာဖြစ်သွားဟုတ်ဗျာရှင်ဘရင်ဖြစ်တာကိုတခြားမဟုတ်ပါဘူးကိုမိသားစုလေး9ယောက်လှဖို့ဝဖို့တောင်လွယ်သလားတတိုင်းပြည်လုံးလှဖို့ဝဖို့ဆိုရင်အဲ့ဒါကြောင့်သူ့မှာပို့ပြီးဒုက္ခရောက်တော့မယ်ဒီလိုပြောတာပါဟုတ်ပလားဟိအဲ့တော့တေမိမင်းသားကတော့လေဘယင်ဖြစ်မှာဆိုလို့တဲ့ထီးပြူကြီးတွေ့တာနဲ့ငါဘယင်ဖြစ်အောင်တော့မှာပဲတော်ပြီစကားမပြောဘဲနေမှာတဲ့ဘာဖြစ်လို့လဲဆိုအခုမှဘယင်ဖြစ်ပြီးငရဲကဘယင်ဖြစ်လိုက်ငရဲသွားလိုက်ဘယင်ဖြစ်လိုက်
ဘယင်ဖြစ်လိုက်အဲကြောင့်ပညာရှိရဘာဖြစ်မှကြောက်ဘယင်ဖြစ်မှကြောက်အဲ့ဒါကြောင့်သောနကငါတငယ်ချင်းတော့ကြောက်ကြပြီတဲ့တော်သေးရဲ့ငါပါမသွားလို့ဟုတ်ပလားအဲ့ဒီမှာတဲ့သောနကရပ်ပြီးသံဝေကယူနေတော့သူ့ခေါင်းပေါ်ကသိရွက်ကလေးကျွေးကြတော့ရော့ခေါင်းပေါ်ကဘာကျွေးကြသိရွက်ကျွေးကြတာဘာဖြစ်လို့မြဲလို့လားမမြဲလို့လားအဲလေတိုက်လို့တွေဘာလဲမလုပ်နိုင်ဘူးဘာကြသိရွက်ကျွေးကြဘာဖြစ်တုံးလို့လေတိုက်လို့ဖြစ်နေဘူးဟမ်သိရွက်ကျွေးကြတာဘာဖြစ်လို့ဩဒါဖြင့်သိရွက်ကလေးလဲဒါဖြင့်သိရွက်ကလေးမမြဲရင်သစ်ပင်ကြီးရောမမြဲဘူးဆိုရင်အဲ့ဒီသိရွက်ကလေးသစ်ပင်ကြီးကြည့်ပြီးတော့ဩသိရွက်ကလေးမမြဲဘူးဆိုငါခန္ဓာကိုယ်ရောဆိုတော့ရုပ်မြဲသလားနာမြဲသလားဒုက္ခနာကိုသူညာဆိုင်ရတာအလုံးသဗ္ဗေသင်္ခါရသဗ္ဗေသင်္ခါရတရားအလုံးကဖြစ်ပြီးရင်ပြည့်နေတော့ဖြစ်ပြက်ကလေးလဲမြင်ရောသောနကလေတခါတည်းခန္ဓာသဘောတွေအကုန်သိပြီးတော့ဖြစ်ပြက်မြင်ဖြစ်ပြက်မုံဖြစ်ပြက်ဆုံးအဲ့ဒီနားရင်ပစ္စေကဗုဒ္ဓဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။သူများပြောလို့သိရလားသူကိုယ်တိုင်သိသွားတာလား။ကျင်းတယ်နော်။ဖယားမပွင့်တဲ့ကာလသာသနာ့ဘဖြစ်နေတော့သောနကဘာဖြစ်သွားလို့ပစ္စေကဗုဒ္ဓဖယငယ်ခေါ်တယ်။သဘောပါတယ်နော်။အဲ့တော့သူကတော့ပစ္စေကဗုဒ္ဓဖြစ်သွားပြီဆိုတော့သူ့မှာလောဘဒေါသမောဟရှိသေးလား။တဏမာနဒိဋ္ဌိရောမရှိတော့ဘူးဆိုတော့သူကတော့ဩငါဒီအချိန်ကိုအရိဏမလိုက်ပြီးတရားဟောရင်ရမလားဟိုကဘာဖြစ်နေရာဇမန်တက်နေတယ်ဘာတက်နေလဲအဲ့ဒါခုလည်းခင်ဗျားတို့စည်းစိမ်ဥစ္စာလေးရလာကြောက်ကလေးဖြတ်လို့အောင်ခြေကလေးပေါက်ရင်ဝင်းဟမ်ဘေးကပြောလို့လည်းမလေးမင်းတို့သိတောက်စားမလေးထမထိုးနဲ့နော်ခိုင်မာတဲ့စီးပွားရေးလေးလှုပ်ထားဒါလူတိုင်းသဘောပေါက်နေပြီသို့တော်လည်းပဲဘယ်လောက်သဘောပေါက်ရာတုံးတော့တွေ့လဲအောင်မယ်ရှဲလေးတစ်ခါပေါက်တာဆရာကြီးဆိုအဟုတ်မှန်နေတာမွဲရောရှင်းသလားအမှန်ဆိုတော့ဖော်မြူလာတွေမျိုးစုံနဲ့ဘယ်ဖော်မြူလာနဲ့တွက်တီတိတုံမှမဟုတ်ဘူးသူ့မင်္ဂလာလည်းအာမခံတယ်ဘယ်ဟာမှမမှန်ဘူးပေါက်ဖို့ပေါက်ရင်ပေါ်လာသဘောပါလားပေါက်မှအိုးဒီနာဒီလိုယူရမှာကိုယ်စလေသဘောပါလားအခုကိုယ်စလေမဟုတ်ဘူးတက်ရိုက်လာဟောတာသူ့မင်္ဂလာကျင်တယ်နော်သဘောပါလားဟိဘာမရှိလို့ကံမရှိဉာဏ်မရှိလို့မွဲတာရှင်းတယ်နော်အဲ့ဒါကိုဆရာကြီးများပြောသေးတာမလို့ကံမရှိဉာဏ်ရှိတိုင်းမွဲဉာဏ်မရှိလို့မွဲတာရှင်းမလားဉာဏ်ရှိရင်မွဲကြအကြောင်းကျင်းတတ်လားဟိဘယ်သူကကဲမှာအခုသောနကဘာကဲသွားဆုံးဖြတ်တတ်တဲ့ဉာဏ်ကလေးကဩငါတကယ်ချင်းတော့ကြောက်ကြပြီကိလေသာငါးပါးအာယုံကာမဂုဏ်များတဲကြောက်เสียကောင်းတယ်သံဝေကရနေတုံသိရွက်ကလေးကျွေးလိုက်တယ်အဲ့တော့သဗ္ဗေသင်္ခါရအိဋ္ဌာတရားအလုံးကဖြစ်ပြီးပြတ်နေပါလားဆိုသူယုံနာသူကြည့်လိုက်တော့ယရာပညာယပတ္တိသူဘာနဲ့သိသွားလဲပညာနဲ့သိသွားတယ်ဘာနဲ့သိသွားလဲအဲ့ဒီအသိကိုဉာဏ်ခေါ်တာအဲ့ဒီကိုဘာခေါ်လဲဉာဏ်လာတော့ဒီဘက်ကလောဘဒေါသမောဟတဏမာနဒိဋ္ဌိရှိသေးလားမရှိတော့သူ့မှာပူလောင်မလားငြိမ်းအေးမလားဟိုဘယင်ကြီးကတော့ငါးပါးယုံကာမဂုဏ်ကြားထဲရောက်သွားတော့ तू ကအေးမလားပူမလားဘယင်ဖြစ်တာလေပူမလားအေးမလားဟုတ်ကဲ့လားအဲကွန်ကာကြီးနဲ့အေးလောက်ပါတယ်အေးသလားပူသလားရှင်းတယ်နော်သဘောပေါက်သလားအဲ့ဒီချိန်တရားလိုက်ဟောရင်ကောဘလုံးမှမရဘူးအဲစီးပွားပြတ်သွားလို့ကုံသွားပြီဆိုတော့မှဟုတ်တယ်ကွာမင်းပြောတာလွန်သွားပြီမရတော့သဘောပါလားဟဲ့အဲ့တော့အရိဏမငါဒီအချိန်တရားလိုက်ဟောလို့ဖြစ်အောင်မှာမဟုတ်ဘူးတဲ့အချိန်စောင့်ရအောင်မယ်ဆိုပြီးတော့သောနကနန္ဒမူလိုင်ကိုပစ္စေကဗုဒ္ဓတွေသတင်းသုံးတဲ့နန္ဒမူလိုင်ကိုကြွသွားအဲ့ဒါတရားဟောဖို့အချိန်စောင့်နေတာ
ဘယ်ရွယ်ရောက်မှဟောဖို့တွေ့သလုံးဆိုတော့အရိန္ဒမမင်းကြီးအသက်60အသက်ဘယ်လောက်ရောက်သွား60သားဒီဃာဝုတောင်မှ16နှစ်သားရောက်နေဒါပဲရွယ်ရောက်16နှစ်သားဆိုတော့ဒါရှင်ဘုရင်အိမ်ရှိဇံမင်းဖြစ်လွှဲမယ်ဆိုရင်ရှေ့လွှဲလို့ရနိုင်တဲ့ကာလအဲ့တော့သောနကကြည့်တယ်ငါတငယ်ချင်းခြေနေဘလို့တော့ဆိုတော့သားလေးဒီဃာဝုရဒီချိန်ငါတရားဟာသွားဟောရင်တော့ဖြစ်တော့ပြီစဉ်းစားအရိန္ဒမကလည်းအဲ့ဒီချိန်ကျမှဟာငါတငယ်ချင်းသောနကဘယ်ရောက်နေမှမသိဘူးအသက်ဘယ်လောက်မှသတိရဘယ်ရွယ်ကကွဲသွား20ကကွဲသွားဘယ်လောက်မိတ်ဩနည်းနည်းပဲဟမ်ဘသူကမိတ်ခိုင်းတာလဲ5ပါးအာယုံကာမဂုဏ်မင်းရေးမင်းရာတွေစီစဉ်ရမိဖုရားရေးရာတွေစီစဉ်ရဆိုတော့သူ့မှာအားကြီးမရှိတော့တငယ်ချင်းအရင်ကြီးတောင်နှစ်ပေါင်းဘယ်လောက်မိတ်ဩခမရတို့တရားမိတ်တာလည်းမပြောနဲ့တကယ်တော့အရိန္ဒမမင်းသားဟာဘသူလဲဆိုရင်ဖရာအလောင်းဘသူတော့ဖရာအလောင်းကိုယ်တိုင်ကိုယ်ပါဖြစ်နေလို့မိတ်နေတာဩဒါဆိုဒုမိတ်တာအပြစ်ရှိလားမိတ်တာအပြစ်ရှိလားဖရာလောက်တော့မိတ်တာဒုမိတ်တာပြစ်မရှိဘူးများဆိုခြင်းသလားအေးအပြစ်မရှိဘူးဆိုသွားလေရှင်းသလားကိုယ့်ကိုမိတ်စင်ကြေပေးပြီးမေးခြင်းလို့မိတ်သွားမှာတော့တဲဟုတ်လူသသိန်းနဲ့သသိန်းပေလို့ဒုက္ခရီတယောက်ပြန်မရောက်ဘူးအကုန်ပဲသွားအဲ့ဒီအကုန်လုံးထဲမှာနေမလားလွတ်အောင်ယုံမလားဘသူပေါ်မှာမူတည်တော့ကြည်ရတယ်နော်အဲ့တော့ရေးလိုက်ငားလိုက်လောက်ကြမလားလွတ်အောင်ယုံကြမလားကြည်တတ်ကြလားဟဲ့အဲ့ဒီမှာအရိန္ဒမမင်းကြီးကလည်းသတိရလာတော့ငါတငယ်ချင်းသောနကဘယ်ပုံရှိတယ်အဲ့ဒီကြမှာပုံတွေပါတွေပကြီးစရာနဲ့ဆွဲပြီးတော့မှအလိုရှိသည်တရင်ပေးနိုင်သူဒေါ်လာသန်း1000ခင်းတဲ့ညီအောင်ပြောရတယ်သဘောပါလားသူတို့ခေတ်ကတော့စုတော်ငွေ1000လောက်ဆိုတော်တော်များနေပြီတော်တော်သုံးလို့ရပြီအဲ့တော့အဲ့ဒီ1000နဲ့အခုခေတ်သန်း1000နဲ့တူတူပဲရှင်းတယ်နော်ကျုပ်တို့ငယ်ငယ်တုန်းကတော့နာမည်တစ်ခုမှဓမ္မအခုဘယ်လောက်ပါလဲအေးရွှေစည်းနဲ့တွက်ကြည့်လိုက်နော်အဲ့တော့ကျုပ်တန်း1000ကြေညာတာလွန်သလားအေးမလွန်ရင်ကြေနှက်ရင်ကြေညာလိုက်မယ်နော်စုတော်ငွေဘယ်လောက်လဲဒေါ်လာဗမာငွေမသုံးဘူးပါတော့ဒေါ်လာတန်း1000ဘယ်လောက်လဲအဲ့တော့နေရအတိအကျပြောလိုက်ရင်သန်း2000ပေးမယ်ကိုမမပေးရတာချတရင်ပေးနိုင်တဲ့လူဒေါ်လာဘယ်လောက်တဲ့သန်း1000ဟုတ်ပြီနော်နေရအတိအကျပြနိုင်ရင်သန်း2000ပေးမယ်ကြီးညာလိုက်တဲ့ခါကျတော့အရိန္ဒမမင်းကသတိရတယ်ဆိုရင်ပဲသောနကကလည်းကြွလာသောနကကြွလာဥယျာဉ်ထဲမှာကလေးတယောက်ကဒီစာဖတ်နေတယ်ဒါဒီလိုပဲဆိုဟေးကလေးမင်းဘာတွေဖတ်နေတော့သောနကယဟန္တာပိစိကဗုဒ္ဓကြီးကမေးတော့ဒီလိုပဲဘယင်ကြီးကလေဟိုမှာသူအသက်20တုန်းကကွဲသွားတဲ့တငယ်ချင်းတယောက်တွေ့ကျင်လို့တယ်အဲ့ဒါဘယ်လိုလုပ်မလို့ရည်စရာကြီးတဲ့ကလေးကနော်ဆိုတော့ဟေးရည်စရာမဟုတ်ဘူးမင်းသွားပြောလိုက်အရှင်မင်းကြီးရဲ့တငယ်ချင်းကိုကျွန်တော်မျိုးသိတယ်လို့ပြောလိုက်ပြောပြီးတန်း1000အရင်ယူဟုတ်ပြီနော်ပြီးရင်နေရာလိုက်ပြဆိုလိုက်ပြမယ်အဲ့ဒါအတိအကျလိုက်ပြပါမယ်ဆိုပြီးနောက်ထပ်တန်း1000ဘာလို့ဆိုရှင်ဘုရင်ကြီးညာထားတာသိမသိကြဘူးတော့ကျုပ်ကလောက်ကြံပြောတာမဟုတ်ဘူးစာရဲဒီလိုရှိတယ်သဘောပါလားအဲ့သူကကြီးညာထားတာကပထမသတင်းပေးနိုင်သူစုငွေ900ဟုတ်ပြီနော်နေရာအတိအကျလိုက်ပြနိုင်ရင်စုငွေ900ဘယ်လောက်ပေးမှာ1000ပေးမှာအဲ့တော့မင်းအရင်ဆုံးသတင်းပေးတယ်တွေ့ပြီအဲ့ဒီငယ်ချင်းကိုသတင်းပေး900အရင်တောင်းနော်တောက်လျှောက်ပြောလိုက်ရင်900ပဲရမှာဒါမှတကမကောင်းရင်ရကြမှာရသဘောပါလားမင်းမှာသစ္စာလူမှာဂရိဆိုမင်းကသစ္စာပဲရှိတာဂရိမတည်ဘူး
ရှင်းတုန်းကပြောတာပါသဘောပါသလားအဲ့ဒီမှာသန်း2000မင်းရအောင်ယူပြီးရင်ငါဟောဒီဥယျာဉ်တဲကစောင့်နေမယ်မင်းအဲ့ဒီလိုက်ပြဟောဒီသစ်ပင်ရိပ်အောက်ကခရီးပင်အဲ့ရိပ်အောက်ပေါ်လေအပင်တစ်ခုခုအောက်ထိုင်စောင့်နေမယ်ခေါ်ခဲ့ဆိုတော့ဟာအရှင်ဘုရားသေချာလားသေချာတယ်သွားမင်းသတိဖြစ်ပြီကွာဟုတ်ပြီနော်ကဲတို့ပြောကြစို့ကလေးကသွားပြောခေါ်လာဘယင်ကြီးရောက်လာပြီဘယ်သူနဲ့တွေ့လို့သောနကပစ္စေကဗုဒ္ဓနဲ့ရှင်ဘယင်နဲ့တွေ့ဒါတော့ရှင်ဘယင်ကြီးကတော့သောနကပစ္စေကဗုဒ္ဓကသစ်ပင်ရိပ်အောက်ကပူလေးပေါ်မှာထိုင်တော့ဟိုကတော့တငယ်ချင်းမာသလားတာသလားပေါ့လေမင်းအခုမှတွေ့ရတယ်ဘယ်လိုလျှောက်သွားနေတော့ပေါ့ဘယ်တော့မှသင်္ကန်းဝတ်လိုက်တယ်မင်းကွာငါစီတော့လိုက်မလာပဲနဲ့ဒီလိုပေါ့စိတ်ကူးရင်ပြီးကိုယ့်ကိုတွေးကျင်တယ်လို့တွေးတော့နော်အဲ့တော့တငယ်ချင်းနှစ်ယောက်အပြန်လန်းနှုတ်ဆက်တယ်နှုတ်ဆက်ပြီးတော့မှသောနကတရားဟောတယ်တကယ်ချင်းတဲ့ဟောဒီမှာကြည်သာငါတို့ယဟန်ဘဝဆိုတာလွတ်လပ်လိုက်တာတဲ့ငါမင်းကိုသတင်းပေးလိုက်တာကြာလာပြီမနေ့ကသတင်းပေးလိုက်တာညနေဆောင်မှရောက်လာမနေ့ကသတင်းပေးတာညနေဆောင်မှရောက်လာတဲ့ဆိုရှင်ဘုရင်တစ်ခါထွက်ဒါကတော့မကဘူးမိုင်းရှင်းတာနဲ့ဗာနဲ့ဆိုတော်တော်ကြားမှာသဘောပါသလားလုံခြုံရေးအပြည့်ချပြီးမှလာတော့အလွယ်တကူလာလို့ရသလားကြီးတယ်မင်းကငါမနဲ့ကသတင်းပေးလိုက်တာအခုညနေဆောင်မှငါစီရောက်လာငါညနေဆောင်မှရောက်လို့သွားခြင်းသလိုသွားလို့ရတယ်ငါတို့မှသပိတ်သလုံးဗာနဲ့ဆိုတော်တော်ကြားမှာသဘောပါသလားလုံခြုံရေးအပြည့်ချပြီးမှလာတော့အလွယ်တကူလာလို့ရသလားကြီးတယ်မင်းကငါမနဲ့ကသတင်းပေးလိုက်တာအခုညနေဆောင်မှငါစီရောက်လာငါဟာသွားကျင်တဲ့နေရာကိုသွားကျင်သလိုသွားလို့ရတယ်ငါတို့မှာသပိတ်သလုံးသင်္ကန်း3တယ်ဟောဒီသပိတ်သလုံးသင်္ကန်း3တယ်နဲ့သွားလို့ရကိုအတောင်ပန်သာလျင်ကိုယ်ဥစ္စာရှိတဲ့ငှက်လိုပဲသွားနိုင်တယ်ကွာတဲ့ဘယ်ဘေးဒဏ်အန္တရာယ်ကိုမှလည်းကြောက်เสียမလို့ဘူးရှင်မင်းလာတယ်ဆိုတော့လုံခြုံရေးတွေမပါဘူးလားနောက်ကမောင်မမိတ်တန်ချွေရန်သိမင်းကောပါတော့ဒါတွေအတွက်ပြင်ရဆင်ရနဲ့မကြဘူးလားအဒီယဟန်တစ်ပါးကြွသွားတာကြားသလားရှင်းသလားဟဲ့လွတ်လပ်မှုမရှိဘူးလားအေးချမ်းမှုရောငါတပိတ်တလုံးနဲ့ငါကြက်ရမှာအိတ်လို့ရတယ်တဲ့ဘယ်သူလူမှရက်မှမပူเสียမလိုဘူးတော်လည်းပစ္စေကဗုဒ္ဓသူသိသလောက်ဟောတာပေါ့သူဟောနိုင်သလောက်ဟောတာသိသလောက်တော့မဟုတ်ဘူးသိတာတော့ဖယံငယ်ဆိုတော့ဖယံအောက်သူကပိုသိတယ်ရှင်သာရိပုတ္တရာတို့တဲ့ပိုသိတယ်ဒါပေမဲ့သိသလောက်သူဟောနိုင်သလားဆိုတော့မဟောနိုင်ဟောတတ်တယ်လို့ဟောတာအဲ့တော့ရှင်ဘုရင်ဘဝနဲ့ယဟန်ဘဝဘယ်ဟာမြတ်လဲယဟန်ဘဝမြတ်တယ်ဘယ်ဟာပိုချမ်းသာလဲယဟန်ဘဝချမ်းသာတယ်လို့သောနကဟောတယ်အဲ့ဒါလို့တရားဟောတဲ့ခါကျတော့ရှင်ဘုရင်လှုပ်တဲ့အရိဏမလေရှင်ဘုရားတို့ယဟန်တွေတော့ဟုတ်တာပေါ့ဘယ်သူတွေတော့ဟုတ်တယ်ယဟန်တွေတော့ဟုတ်တာပေါ့တဲ့ဒါပေမဲ့တပည့်တော်နဲ့ဘာဆိုင်လို့လဲဟောလို့ရသလားလိမ္မာနေရလားမိုက်တာလားဆုံးမတာကိုလက်ခံသလားလက်မခံဘူးဘုရားအလောင်းရှင်ဘုရင်ကဘယ်သူတို့ဒါဖြင့်ဘယ်သူကိုယ်တိုင်မိုက်နေတာလဲဘုရားအလောင်းကြီးကိုယ်တိုင်မိုက်ကိုတော်တို့ကကိုတော်ဟာကိုတော်ဟုတ်တာဗောတဲ့တပိတ်သလုံးနဲ့သွားသင်္ကန်း3တယ်နဲ့သွားတပည့်တော်ကဘယင်းနဲ့တူမလားတဲ့ဘသူကတောင်မှသဘောပါသလားပြောလို့ရသလားမရတော့ဩမင်းကြီးတဲ့ခုချိန်ထိအာယုံကာမဂုဏ်တွေတတ်မဲ့တုံးကိုတဲ့အဲ့တော့ငါဥပမာလေးတစ်ခုပြမယ်ကွာမင်းနားထောင်ရှင်ဘုရင်ကိုဗာပြမယ်ဥပမာလေးပြမယ်နားထောင်တဲ့မင်းဟာအရွယ်3ပါးလုံးမိုက်နေတဲ့လူပဲအရွယ်ဘယ်နှပါကိုသက်ဘယ်လောက်ရှိပြီလို့60ဟိုဘက်ရှိသေးတော့မှာသဘောပါတယ်နော်အဲ့တော့သေကံဤတွေအထိဒုက္ခမဂုံကိုစွန့်နိုင်သလားဟိုကယဟန်ဘုရားငြိမ်းချမ်းမှုပြတယ်သူလှုပ်ချင်သလားမလှုပ်ချင်ဘူးသူနန်းတော်ကသူမခွာချင်ဘူးအဲ့တော့တဲ့ခက်တယ်ဟေးတဲ့အရွယ်3ပါးလုံးမိုက်မဲ့လူပဲကဲငါဥပမာလေးတစ်ခုပြောမယ်ဆိုတော့ဖတ်ကမဲ့ဆိုတော့ဆင်နေပါလေမြင်မှုမှာပေါ့ဗျာနော်ဆင်မြင်မှုသလားမြင်မှုတယ်အဲ့တော့အဲ့ဒီဆင်သေးကြီးအေယာဝတီမြစ်ထဲကမျောတယ်ဆိုကြပါစို့ဘာကြီးမျောတယ်အေယာဝတီမြစ်ညာကနေဆင်သေးကြီးမျောလာမြစ်ဆိုတာဘယ်ထဲစီးတာသမုဒ္ဒရာတဲ့စီးတာပင်လေခေါ်သမုဒ္ဒရာခေါ်တူတူပဲ
နောက်ဆုံးမှပင်လေသမုဒ္ဒရာထဲမပေါင်းရဘူးလားပေါင်းတော့ဒီမြစ်နောက်ဆုံးဘယ်ရောက်သွားမလဲသမုဒ္ဒရာထဲတော့ဒီစင်သေးကြီးကဘယ်တောင်ဘယ်ကမ်းမှမတင်ဘူးဆိုရင်ဘယ်ရောက်သွားမလဲအဲ့တော့အဲ့ဒီစင်သေးကြီးမြင့်ညာကမျောလာတဲ့အခါကျတော့ဒီစင်သေးကြီးပေါ်ကိုကြီးတကောင်ကဒီစင်သေးလာစားကြီးတကောင်ကဘာလဲစင်သေးလာစားတော့စင်သေးကြီးစားရင်းနဲ့ဒီကြီးကစဉ်းစားတယ်ဩဒီလောက်ကြီးတဲ့ကောင်ကြီးနဲ့ဆိုငါတသက်စားတော့စားလို့မကုံတော့ဘူးစီးစိမ်ဖူလုံပြီလို့ဘယ်သူကမှတ်လိုက်လဲကြီးကမှတ်လိုက်အဲ့တော့ဒီကြီးကမှတ်လိုက်တော့ဒီစင်သေးကြီးကငြိမ်ငြိမ်နေတာလားမျောနေတာလားဘယ်ထဲမှာလဲမြစ်ထဲမှာတရွေ့ရွေ့မျောလာတော့ကမ်းတွေတောင်တွေမြင်တော့လဲဒီကြီးကအပေါ်ပြန်တက်သလားဆိုမတက်ဘူးသူကဒီစင်သေးကြီးဟာဘသူပစ္စည်းလဲငါပစ္စည်းဘသူစည်းစိမ်လဲငါစည်းစိမ်ဒီစည်းစိမ်နဲ့နေရင်ငါတစ်သလုံးပူစရာမလိုတော့ဘူးဆိုတော့ဒီစင်သေးပေါ်မှာ तू တတ်မှတ်တဲ့စိတ်မရှိဘူးလားမြဲမြံခိုင်ခန့်တယ်လို့မထင်ဘူးလားထင်တော့ဒီစင်သေးကြီးစီးလာတာမြစ်အလယ်ရောက်တော့လဲပြန်သလားဆိုတော့ပြန်တခါမြစ်ဝရောက်ပြီပင်လယ်ဝရောက်ပြီပင်လယ်ဝဆိုတာကမ်းလမ်းမြင်လို့ရသေးတယ်သို့သောအဲ့ဒီအချိန်ကောပြန်သလားဆိုတော့မပြန်ဘယ်သူအသားစားစင်သေးကြီးစားလိုက်အသားစားလိုက်အိတ်လိုက်တရင်တို့ထစားလိုက်ဆိုတော့မကုံနိုင်တဲ့စီးစိမ်လို့ဘာလို့လဲထင်းနေတာပြီးတော့ဒီပင်လယ်ကြီးအချိန်တန်တော့ဘယ်ထဲရောက်တော့ပင်လယ်သမုဒ္ဒရာထဲရောက်သွားတယ်ပင်လယ်သမုဒ္ဒရာထဲရောက်တော့ဒီစင်သေးကြီးဆိုတာကကောတည်မြဲနေတဲ့အမျိုးလားပျက်စီးနေတဲ့အမျိုးလားသူကလည်းစားနေမယ်စင်သေးကောင်ကြီးရတယ်တဖြည်းဖြည်းပုတ်ပွားပြီးမလာဘူးလားပုတ်ပွားလာတာရဲ့ပင်လယ်ဆန်းငံရေထဲလည်းရောက်သွားတော့ငါးလိတ်ငကန်းတွေရောမရှိဘူးလားအဲ့တော့ဒီငါးလိတ်ငကန်းတွေကဝိုင်းထိုးစားကြတောက်ကြနေဆိုဒီစင်သေးကြီးကုန်မယ်ကုန်ရင်စင်သေးဘာဖြစ်လဲအယိုးတွေမြုပ်သွားရင်သူနားစရာမရှိတော့အဲ့ဒီအချိန်ကြမှာထပြန်တော့ကမ်းလမ်းမြင်ပါအောင်မလားလွတ်ပါအောင်မလားကဲဒါဖြင့်ဒီကြီးလိမ့်မာတယ်ခေါ်မလားမိုက်တယ်ခေါ်မလားဩကြီးမိုက်ပဲဘာဒီကြီးတော်တော့ဘာခေါ်မလဲကြီးလေဟေးရှောက်မပြောနဲ့ရှောက်မပြောနဲ့ရှေ့မှာလူကြီးတွေဆိုင်နေပဲဟမ်ကြီးလေဩဟမ်ခုခမရတို့ကျွတ်တော့အောင်ကြီးလေတရားစခန်းသွားကြစို့ဆိုလူငယ်ကဗျက်ခနဲ့သွားနိုင်တယ်လူကြီးကချက်ချင်းလိုက်နိုင်တယ်လားသားရေးမပြီးသေးလို့သမီးရေးမပြီးသေးလို့တနှစ်မှတစ်ခါလောက်ဖွင့်တဲ့စခန်းကိုဖြောင်းဖြောင်းဩဘာမိုက်သဘောပါလားကိုယ်အသက်ကိုပြန်တွက်မိကြသလားအေးတတိတော့ပေးခဲ့မယ်ကြောက်တော့မကြောက်နဲ့တော့ဗျာပြန်မြသက်တမ်းက35နှစ်အဲ့ဒါအရွယ်လွန်သွားပြီဆိုတော့တတိလားထားပြီးတော့ရှင်းသလားဟဲ့အခုခင်ဗျားတို့ဘယ်ရောက်နေပြီလဲဟမ်ပင်လယ်ဝရောက်နေပြီဘယ်ရောက်နေလဲဒီအချိန်ပြန်ရင်ပြန်နောက်ပြန်စရာအချိန်ရှင်းရလားဘယ်ချိန်သေးကြမှာလို့ခင်ဗျားတို့ဘယ်ချိန်သေးမှာလို့ဒီထက်မသေးမဲ့ပုဂ္ဂိုလ်ပါသလားငါသည်အချိန်ပိုင်းသာလို့တော့ဆိုးစမ်းမှာ3ခါလောက်ငါသည်မုတ်ချသေရမည်အသေးမဥခင်ရှင်းသလားဟဲ့အသေးမဥခင်ဘာဥအောင်လုပ်ရတော့မအောင်ညာဥအောင်လုပ်ရမှာဒီဟာရှေ့ဆက်ပြီးတော့ကြီးမိုက်ကြအောင်မလားအချိန်ရှိသေးသလားဟမ်အခုဘယ်ရောက်နေပြီလို့ပင်လေဝသေပေါက်သေဝရောက်နေပြီဘယ်ရောက်နေပြီအခုခင်ဗျားတို့သေမဲ့ချိန်ကြိုသိသလား
အဲ့ဒါကိုကစိတ်မချရတာသဘောပါတယ်နော်မနှက်ဖြန်နဲ့နောက်ဘဝဘယ်ဟာနီးလို့နှက်ဖြန်နဲ့နောက်ဘဝဘယ်ဟာနီးတယ်ထင်တော့အခုဖြတ်ခနဲ့သိရင်သွားပြီနောက်ဘဝမနှက်ဖြန်ကည7 နာရီကျော်မှရောက်မှာရှင်းသလားအဲ့ဒါခင်ဗျားတို့စိတ်ချလက်ချနေခြင်းရသလားမရတော့ဒီကြီးကိုကြီးလိမ်မှာခေါ်မလားကြီးမိုက်ခေါ်မလားကြီးလိမ်မဖြစ်စေနဲ့လို့ရှင်းလားဟဲ့အဲ့တော့မှဒီမှာသောနကကဆုံးမတယ်တကယ်ချင်းတဲ့အဲ့ဒီကြီးမိုက်ဟာကမ်းပေါ်ရောက်အောင်စောစောစီးစီးပြန်ထားရင်ဒီလိုအသေးစိုးနဲ့သေစရာမရှိဘူးတဲ့အခုပင်လယ်ထဲဒီမမြဲတဲ့စီးစိမ်ဥစ္စာကိုမြဲတယ်ထင်းနေတယ်ထင်းပြီးတော့လိုက်သွားရတာပင်လယ်ရောက်တော့မှပင်လယ်ထဲရောက်မှစင်သေးမြုပ်မှထပြန်တော့လွတ်သေးလားတောင်ပန်တွေပူပြီးတော့တခါတည်းရေထဲကျငါးစာဖြစ်သွားတယ်တကယ်ချင်းတဲ့ဆိုတော့ရှင်ဘုရင်ကလေအဲ့ဒါကြီးပဲဖရာတဲ့တပည့်တော်နဲ့ကဲခုခင်ဗျားတို့လည်းကြီးလေမိုက်လေကြီးတယ်လူမိုက်တာပဲဖရာတပည့်တော်တို့နဲ့ဒီလိုများဆိုရင်သေးလားခုခင်ဗျားတို့အချိန်တန်မလားတရားလုပ်ချိန်တန်မလားဘယ်ချိန်သိကြမှာလို့သိချိန်သိတာနဲ့မသိတာဘယ်ဟာပိုကြောက်ရနေမြင်မရှိဘူးလားကိုယ်ရှိတင်သိသွားတဲ့လူတွေအများကြီးမရှိဘူးလားဟောတော်မနေ့ကမှအကောင်းကြီးနှုတ်ဆက်ခဲ့တာနေ့လေကြောက်တော့မရှိဘူးလားသူတင်သိတာလားကိုရောမသိနိုင်ဘူးလားကိုမှသိစရာအကြောင်းတွေရှိမရှိဝင်လေထွက်လေရပ်သွားရင်လေသေမအဲ့ဒါဝင်လေထွက်လေမရှိတာဆိုတာသေနေတဲ့ပုဂ္ဂိုလ်တဲ့ဖလတ်တမ္မာပဝင်စားနေတဲ့ပုဂ္ဂိုလ်တဲ့ရေငုပ်နေတဲ့ပုဂ္ဂိုလ်တဲ့ဒါရှင်းသလားရေငုပ်နေတာတော့အောက်ဆီဂျင်ဘူးနဲ့ငုပ်ရင်အရှူရက်လို့မရဘူးရှင်းသလားဟဲ့ကောင်းပြီအဲ့တော့ခင်ဗျားတို့အသက်ရှူရရင်လေနှလုံးသွေးရပ်သွားရင်ပေါ့နှလုံးသွေးဆိုတယ်ဒီမှာကြည့်ခန္ဓာကိုယ်သွေးပြန်ကြောတဲ့ကနေနှလုံးအိမ်ဆိုတော့တလက်စွမ်းမြတ်လောက်လေးရှိတာအဲ့ဒီတလက်စွမ်းမြတ်လောက်ရှိတဲ့လက်တဆုပ်စာလောက်ကလေးရှိတဲ့သွေးအိုင်လေးကိုသွေးပြန်ကြောသွေးလေးတွေပေါင်းခင်ဗျားတို့အသက်တစ်ခါရှူလိုက်တိုင်းသူတပေါက်ကြပေါင်းဒီလိုကြပေါင်းဆိုကြပြီးနောက်တစ်ပေါက်မကြရသေးတယ်နောက်တစ်ပတ်ကြမကြရသေးတယ်နှစ်ပေါက်ထိသူရတယ်တချို့ရင်နဲ့အောင့်လာတယ်ဆိုအဲ့ဒါသွေးကြရမှရှင်မကြဘူးအဲ့ဒီနှစ်ပေါက်မကြတတရအပေါက်ပေါက်ခနဲ့မကြရင်ရှင်းမလားတဲလေးရှိတာဘယ်လိုရှိတာတဲလေးရှိတာမြဲသလားခင်ဗျားတို့ခန္ဓာကိုယ်ကြီးကဆင်သေးကောင်ကြီးလိုပဲအချိန်နဲ့အမျှပုတ်ပွားပြီးတော့အုံမင်းရင်ရောမလာဘူးလားအချိန်တိုင်းရင်ပျက်စီးခြင်းနဲ့ရောမကြုံဘူးလားဇရာမရဏမီးတွေရောမလောင်ဘူးလားအဲ့တော့ဇရာမရဏနီးဒီဟူသောငါးလိတ်ကငန်းတွေလည်းအစာခံနေရတယ်အဲ့တော့ဒီစင်သေးကြီးကိုမြဲတယ်ထင်နေလို့တော့ကြီးမိုက်လို့အသေးစိုးနဲ့တဲ့အဲ့တော့မေ့လျော့နေကြမလားကြိုးစားကြအသေးမဥခင်ရှင်းသလားအဲ့ဒီမှာအရိန္ဒမဆုံးမလို့ရသလားဆိုအဲ့ဒါကြီးတဲ့ကြီးမို့မိုက်တာတပည့်တော်နဲ့ဆိုတော့တောနကစဉ်းစားပြီငါတခါယဟန်ဘဝမင်းဘဝနိုင်ရှင်ပြလို့တခါဆုံးမပြီရသလားမရလို့ဒုတိယအကြိမ်ဆင်သေးနဲ့ကြီးမိုက်ဥပမာပြပြီးဆုံးမပြီရသလားမရတော့ပညာရှိဆိုတာနှစ်ခါပဲဆုံးမမယ်ဟုတ်ပြီနော်သုံးခါထပ်ဆုံးမရင်အဲ့ဒါလူမိုက်ဆုံးမတဲ့လူကလူမိုက်ဘာလို့ဆိုနားမှမထောင်တဲ့လူပြောနေလို့ရှင်းသလားဟဲ့အဲ့တော့ငါလူမိုက်တော့အဖြစ်မခံနိုင်ဘူးတဲ့ဒီပုဂ္ဂိုလ်ပါးစပ်နဲ့တော့ဆုံးမလို့မရဘူးကဲတခါတော့မင်းကြီးတဲ့တငယ်ချင်းမင်းငါပြောလို့မရလဲမတတ်နိုင်ဘူးကွာတဲ့မင်းတိုင်းနဲ့မင်းကနေခဲ့တော့
တကယ်တော့ဒီအချိန်ဟာ၅ပါးအာယုံကာမဂုဏ်စွန့်ပြီးတော့တောရမိပြီးတရားအာထုတ်သင့်ပြီတဲ့မင်းသေဖို့အချိန်နီးလာပြီပင်လယ်ဝရောက်နေပြီတကယ်ချင်းကဲရှိစေတော့မင်းသဘောနဲ့မင်းနေရငါတော့သွားတော့မယ်ဆိုပြီးတော့သောနကကလေဒီခါတဲ့မတ်တရပြီးခြေမနဲ့ခြေညိုးကြမြူမုံလေးတွေကုတ်ပြီးတော့ကောင်းကင်ပြန်ပြီးရှင်ပြင်းကောင်းပေါ်ဖုံနေချတာပဲဘသူကောင်းပေါ်တော့အေးလေပါဇက်နဲ့မှပြောမရတော့ဖနှောင်းနဲ့ပေါက်ယုံရှိတာပေါ့သဘောပါသလားအဲ့ဒါတချို့ရှိသေးတာမလဲလူကြီးတွေအမေတရားစခန်းဝင်မလားဆိုနင်တို့ကငါနင်နာပေါ့လေဟောဟင်သားသမီးကဘယ်ပို့တာတရားစခန်းဆိုတာမကောင်းရပို့တာလားကောင်းရပို့တာလားအဲ့ဒါဒီအမေဖေကကျေနပ်သလားဆိုတော့ကြီးလေသဘောပါလားငါမြနင်လို့နေကြတာလားအသုံးဝင်တော့ဆိုတော့ဟုတ်မှာပေါ့တဲ့စီးပွားမရှာနိုင်တော့ဒီလိုပဲတဲ့ဘုန်းကြီးရေကြောင်းပို့နေတယ်ကြောင်းပို့တာဝမ်းနေစရာလားသဘောပါသလားဟိကျေနပ်တယ်နော်အဲ့တော့တို့လည်းကြီးမိုက်မဖြစ်စေနဲ့ဘာလဲလဲခုအလုံးကြီးကြပြီလားကြီးပါပြီသေကံနီးတွေကြီးပဲဒီထဲဟာသေကံဝေးလားသေကံနီးလားခုတရားဟောတဲ့လူလဲဟောရင်သေနိုင်တယ်နာတဲ့လူရောနာရင်အသေးမဥခင်ခြေတက်ကလားဒါဖြင့်ပေါ်ဆဆနေကြမလားအာထုတ်ကြအဲ့တော့တရားအာထုတ်တယ်ဆိုတာအလွယ်ဆုံးပြောခဲ့မယ်တရားအာထုတ်တယ်ဆိုတာဘသူကိုဘသူကြည့်ရတယ်ကောင်းပြီတသံတရားလုံးခမရတို့ကျုပ်တို့ဘသူကြည့်တာဟမ်ကိုကြည့်လားသူများကြည့်တာလားကဲအပြစ်ရှာရင်ကိုအပြစ်ရှာလားသူများအပြစ်ရှာလားသူများအပြစ်ကြတော့စီလိုပေါက်ရှာတယ်ကိုတော့ဘသူဖြစ်ဖြစ်ကိုကတော့အပြစ်မရှိဘူးကြည့်သဘောပါသလားအဲ့တော့တရားလုပ်တဲ့လူဟာဘသူအပြစ်ဘသူကြည့်ရအဲ့ဒါပဲလောကကြီးနဲ့ဓမ္မနဲ့ဟာခင်ဗျားတို့လောကသားတွေနဲ့ဓမ္မနဲ့ဟာဆန့်ကျင်ပဲတရားသဘောဟာဘသူအကြောင်းဘသူသိအောင်လုပ်အောင်ခုခင်ဗျားတို့ကျတို့ကဘသူအကြောင်းသိအောင်လုပ်ရှင်းသလားဟိုကြောက်စိမ့်ခေါင်းဖို့လောက်ကြည့်နေတာကိုခေါင်းဖို့ကြတော့ရှင်းသလားဟဲ့အဲ့တော့ဟိုကြောက်စိမ့်မဲ့ကြွံကြည့်နေတာကိုတော့ခြေနပ်သလားဟဲ့အဲ့တော့တရားရှိဘသူအကြောင်းဘသူသိအောင်လုပ်ပါကဲရိုးရိုးလေးပြောမယ်ငါမှလောဘရှိသလားလို့မေးကြည့်တာလောဘရှိမရှိဒေါသရောမောဟရောတောကပရိဒေဝအဲ့ဒါကုသိုလ်ဖြစ်စေတဲ့တရားတွေလားအကုသိုလ်ဖြစ်စေတဲ့တရားလားတနည်းချမ်းသာပေးတဲ့တရားတွေလားဆင်းရဲပေးတဲ့တရားတွေဒါဖြင့်အဲ့ဒီတရားတွေကိုယ်တည်းရှိတဲ့မရှိတဲ့မွေးမြူရမှာလားဖယ်ရှားပြရမှာကောင်းပြီခင်ဗျားတို့မှာလူကျင်တန်းကျင်တဲ့အာလောဘစိတ်ကိုရှိသလားကဲအဲ့ဒီအာလောဘလူနေတန်းနေရတာဆင်းရဲသလားချမ်းသာသလားကဲအာဒေါသမေတ္တာလေးနဲ့နေရတာဆင်းရဲသလားချမ်းသာသလားချမ်းသာမှန်းသိရင်ဘာနဲ့နေမလဲမေတ္တာနဲ့နေမယ်ဒေါသမထွက်အောင်ရှင်းသလားအဲ့တော့လောဘသားတွေကြားထဲမှာဘာမရှိအောင်နေလောဘမရှိအောင်လောဘသားတွေကြားထဲမှာလောဘမရှိအောင်နေဒေါသသားတွေကြားထဲမှာမောဟသားတွေကြားထဲမှာအသေးမဥခင်အဲ့တော့အခုငါတို့တကယ်ခင်တွယ်မိခိုးနေတာဘု து ခန္ဓာလဲကိုယ်ခန္ဓာကြီးကဘယ်ပေါ်မိသွားတော့စင်သေးဒီစင်သေးကြီးကိုမကုံနိုင်မခန်းနိုင်တဲ့အရာလို့ तू မထင်ဘူးလားအခုလည်းခင်ဗျားတို့ကိုသေလိမ့်မယ်လို့တော့မထင်သေးဘူးခင်ဗျားတို့မနေ့ပြန်သေမှာလက်ခံလားမရှင်းနိုင်ပါဘူးဘုန်းကြီးကသဘောပါသလားကျုပ်လည်းခဏနေပြန်တော်မူတော့မှာယုံလားခဏနေအသာထားခုကိုပြန်တော်မူနေတာခုနယုံနဲ့အခုယုံတူသေးလားဒီလိုတော့လည်းသိတယ်ဒါဖြင့်ဒီတရားနာပရိသတ်ကစောစောကတရားနာပရိသတ်လား
ဘယ်ရောက်သွားကဲပလင်မောကတရားဟောနေတာဘာလို့လဲဥတုမင်္ဂလာမထကြောညာနေတာထက်တယ်မိုးဦးနော်တရားဟောနေတာဘာလို့လဲမနေ့ကဟောတာဟောအခုဟောနေတာမနေ့ကဥတုမင်္ဂလာလားဟမ်မနေ့ကဥတုမင်္ဂလာဘယ်ရောက်သွားအေးဘုန်းကြီးကိုသေတယ်မလုပ်နဲ့လေပြန်တော်မူတာသဘောပါလားမနေ့ကဘုန်းကြီးဘယ်ရောက်သွားပြန်တော်မူသွားပြီဒါကာယံနဲ့ညီအောင်ပြောရတာပါလောဘနဲ့သေမပြန်ပါဘူးရှိုးသွားမှာသဘောပါလားဘုန်းကြီးတိုင်းပြန်သလားမပြန်ဘူးဥဒုမင်္ဂလာကဲဩဒီလူတွေတရားနာဒီလောက်များရင်ငါတော့ဓမ္မပူဇာအများကြီးရမှာပဲအဲ့ဒီစိတ်နဲ့သိလိုက်သူမင်္ဂလာဘယ်ရောက်တော့ရှင်းသလားဒါပြန်မနေ့ကသူမင်္ဂလာဒီခုတရားဟောနေတာဟုတ်သလားတရားဟောနေတာဘယ်သူတော့မနေ့ကဟောဒါပြန်ဥဒုမင်္ဂလာမဟုတ်ဘူးလားဟုတ်တယ်ဒါပြန်မနေ့ကဥဒုမင်္ဂလာလားမနေ့ကသူမင်္ဂလာတော့မနေ့ကသူမင်္ဂလာဘယ်ရောက်သွားမနေ့ကအဝေးကြီးသီလပေးတော့ကသူမင်္ဂလာတော့ဟုတ်သလားဒါပြန်ခုနနေရသူမင်္ဂလာဟောကဲအခုသူမင်္ဂလာဟောဟမ်ကြားလားရှိသေးလားအဲ့လိုတည်သွားရင်ခန္ဓာဘယ်နှပါး၅ပါးဖြစ်ပြီး၅ပါးပြတ်တယ်ရုပ်ကြံသလားနာမ်ခန္ဓာရောဖြစ်မွေးဒါဖြင့်ဒါသူမင်္ဂလာအစစ်လားအစားထိုးထားတယ်တရားနာပိဋကရောဘယ်ဟာခိုင်မြဲတယ်လဲဒါဖြင့်အိုအောင်စောင့်နေမှလားအခုလောက်ရမှာလားလောလောဆယ်ကငါတို့သေပေါက်သေးဝအချိန်မရွေးရှင်းသလားအသိမဥခင်ဒါဖြင့်ဘယ်ချိန်ကစလို့အခုကစလို့ကျေနပ်သလားသဘောပါလေနော်အဲ့တော့မိမိရောဘောဆဆနေချိန်ရှိသလားမရှိတော့ဒီမှာသောဏကကတော့ခြေမုံမြေစာမုံကိုခြေစာမုံကိုဘသူခေါင်းပေါ်ချသူမင်္ဂလာတော့တထွာမှမကြလို့ခေါင်းပေါ်တော့မချနိုင်ဘူးလှုပ်ချင်သလိုသာလှုပ်ကြသဘောပါလေနော်အဲ့တော့ဒီမှာကြည်သားခြေသာမုံခေါင်းပေါ်ကြတော့ရှင်ဘုရင်ဆိုတာသူ့အထက်ကလူမရှိဘူးလို့မှတ်ထားတာအခုဒီယဟန်ကဘသူ့ပေါ်ကြွသွားတာသူ့ပေါ်ကြပြီးခြေသာမုံနေတောင်ခါချသွားတော့အဲ့ဒီကြမှာလန့်သွားတယ်ဖရာအလောင်းဩငါတော့တထွာတောင်မကြ60ကျော်မှဆိုခုံရင်အလွန်ဆုံးကြွ1000ပေါ့တထွာပေါ့သဘောပါသလားသူ့မှာတော့ကြွသွားလိုက်တာကောင်းကင်ပြန်သွားတယ်တဲ့။ယဟန်ဘုရားတေမြင့်မြတ်ပါလားသူ့အထက်ထိတ်ချာမှာမဲဓမြမှာလည်းဘုန်းကြီးထိတ်ချာမှာပိစိကဗုဒ္ဓမှာပြီးအဲ့လိုလုပ်ပါအဲ့တော့သူထိတ်ချလိုက်တော့ရှင်ဘုရင်ဆိုတာခံကျင်သလားမခံကျင်တော့ဒင်းကငါထက်မြင့်မြတ်သွားပြီကိုမဖြစ်ချင်ဘူးငါလည်းတောထွက်မှာပဲဆိုအဲ့ကြမှာဒီကဝတ်နမ်းပေးပြီးတော့တောထွက်တယ်ဆိုတော့ခြေစာမုံချမှာပဲဟုတ်ပြီနော်စောစောတုန်းကတော့သူဘာမိုက်ကြီးလေမဖြစ်စေနဲ့သဘောပါသလားဒါဖြင့်အသေးမဥခင်ဘာဥအောင်ဉာဏ်ဥခြင်းသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘသူကိုဘသူကြည့်ရဒီရရှိဘသူအပြည့်ဘသူရှားမလဲအဲ့တော့ကိုယ်အလုံးအသေးမဥခင်ဉာဏ်ကမှတို့ကိုကဲမှာရှင်းသလားယုံသလားဉာဏ်ကလည်းဘယ်ဉာဏ်တော့မင်းရင်ဝိပဿနာဉာဏ်ဘယ်ဉာဏ်လဲဝိပဿနာဉာဏ်ဆိုတာဘသူကိုဘသူအထူးကြည့်တာလေကိုယ်ကိုအထူးကြည့်တော့ယုတ်တရားနဲ့ယုတ်နဲ့နာနဲ့ယုတ်ကြည့်တော့မြဲသလားနာကြည့်တော့ဘယ်တရားကြည့်ဖြစ်ပြီးရင်ဒီခန္ဓာမှမမြဲရင်ပစ္စည်းဥစ္စာဟောယာရုဂုံသိင်ဟောလာခြင်းလာဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကဉာဏ်သာရှိရင်ဒီဘက်ကလောဘဒေါသမောဟတဏှာမာနဒိဋ္ဌိတွေလာအောင်မလားမလာရင်ဘာသစ္စာသိတော့
သမုဒယဒုက္ခဆင်းရဲကြောင်းသိမှတော့ဆင်းရဲကြိုးရပါဦးမလားအလိုလိုမရမှာလားဉာဏ်ဥမှမရမှာလားဉာဏ်ဥမှဆိုတော့အသိမဥခင်ဉာဏ်ဥခြင်းသတိထားဘု து ကိုဘု து ကြည့်ကိုကြည့်တော့ရှိတာယုတ်တရားနဲ့အဲ့ဒီယုံနာနဲ့ပါလဲဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ကဲဘာသစ္စာလို့သိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်တစ်ချက်ကြိုက်ဤကဲ့သို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်ត្រာဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်ကြီးမိုက်မနေကြဘဲနဲ့အသေးမဥခင်ဉာဏ်ဥအောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့ဖားကမြို့နယ်တရားပွဲဒီမှာပဲဏိဂုံးချုပ်ကြစို့